ခုကျွန်တော်ပြောရင်လည်းဆိုတာလူငယ်နဲ့ပညာဆိုတာပြောမယ်လို့ကျွန်တော်ကောင်းစင်ပေးထားတယ်ကောင်းပြီအခုနည်းနည်းလေးလဲ9နာရီလောက်ဆိုတော့ရင်းနေတဲ့ပိုင်းလေးရောက်လာပြီနော်သူစဉ်းစားစားပြောကြအောင်ခဏကလို့ပေါ့လေရည်စရာမောစရာလေးလည်းပါခြင်းပါမယ်အဲ့အောင်သိပြောလို့ရှိရင်ရည်စရာပြောတတ်တယ်ဒါပေမဲ့ရည်စရာရဲ့နောက်ကမောစရာပါလာလေးရှိတယ်အဲ့ဒါတော့သတိထားဖို့လေကောင်းပြီတို့ပထမဆုံးစစဉ်းစားတာဘဝဆိုတာပါလေစဉ်းစားတော့ဘဝဆိုတာပါလေအင်္ဂလိပ်စကားတစ်ခုရှိတယ် if you don't ask me I know but if you ask me I don't know တဲ့မင်းမမေးရင်သိတယ်မေးရင်မသိတော့ဆိုတာအဲ့ဒါလေးပဲဘဝဆိုတာပါလေဟောပြဿနာဘဝဆိုတာဘဝတိဖြစ်ချင်းဘာညာဒါဘောပါဠိလိုတော့ဟုတ်တာပေါ့ပါဠိလိုမှာဘဝဆိုတာဟုတ်တယ်ဘဝတိဖြစ်ချင်းဘာညာရှိပါတယ်ဒါမဲ့ဘဝဆိုတာပါလေတကယ်စဉ်းစားလိုက်တဲ့အခါကျသေချာစဉ်းစားကြည့်တော့ငွေချင်းနဲ့သေချင်းရဲ့ဂျာကာလဟာဘဝပဲမွေးတဲ့အသေးလေးမွေးလာလို့ရှင်ဘဝမရှိတော့မွေးတဲ့ဥဝဲသေးသွားပြီဘဝမရှိတော့မွေးချင်းနဲ့သေချင်းရဲ့ဂျာကာလဘဝလို့ခေါ်တာအဲ့ဘဝကိုဘာခေါ်လဲဆိုတော့အသက်လို့ပြန်ခေါ်တယ်အသက်နဲ့ဘဝနဲ့စကလုံးချင်းသာကွာနေမယ်လို့အတူတူပဲသူချင်းကအသက်မရှိရင်ဘဝမရှိဘူးအသက်ရှိရင်ဘဝရှိတယ်ဒါဖြင့်အသက်ဆိုတာဘာလို့ဖို့လဲအရေးကြီးတဲ့စကားတွေလာတော့မယ်နော်ဖြည်းဖြည်းချင်းလာတော့မယ်နော်နည်းနည်းညင်းနေလာပြီနော်တောက်တောက်တဲ့တောင်ပြောလိမ့်မယ်ဥအောင်သိလှုပ်ထားနေပဲဟင်းသရာတော့ယူကြံရိုက်ခလိမ့်မယ်ဆိုတော့ဟိုးအရင်တခါလို့မိတွေပါတွေတော့ရှောက်ပိတ်မပြစ်နဲ့အဲ့ဒါမင်းတို့ငါရောက်တာငါရိုးပြောတာငါပြောတာတရားမမှုမင်းတို့လက်ခုပ်တီးတာနဲ့ရာဇဝမှုဖြစ်လိမ့်မယ်အဲ့တော့မွေးခြင်းနဲ့သေခြင်းရဲ့ဂျာကာလကိုဘဝလို့ခေါ်တယ်အဲ့ဘဝဆိုတဲ့အသက်ရှင်တန်ခြင်းကိုဘာလို့ရလဲဆိုဘဝမှာနှစ်ခုပဲရှိတယ်တစ်ခုကအသက်ရှင်တန်မို့လို့ဘာကြောင့်ရှင်တန်မို့လို့လဲဘယ်လိုရှင်တန်လို့ဆိုတော့ပညာအဲ့ဒါပဲပြောချင်တာအဲ့ဒါအဲ့ဒီပညာမပါလို့ရှိရင်ဘဝမရှင်တန်တော့ဘူးအသက်မရှင်တန်တော့ဘူးအဲ့ဒီဘဝရှင်တန်မို့လို့ကိစ္စပြောတာဘာအရေးတော့ကျမ်းမာရေးပဲကျမ်းမာရေးဆိုတာဘာလဲအဲ့ကျမ်းမာရေးဆိုတဲ့ကိစ္စမရှိလို့ရှိရင်မကျမ်းမာလို့ရှိရင်ဘဝမရှိတော့ဘူးသေပြီသို့မဟုတ်လို့ရှိရင်လူစင်မမီတော့ဘူးအဲ့ဒီကျမ်းမာရေးကိုစောင့်ရှောက်ဖို့ကပညာကောင်လေးတွေကောင်မလေးတွေပါတယ်ပြက်ကျက်မှတ်ထားမင်းတို့အတွက်သိအရေးကြီးတယ်ဘဝဆိုတာဟာတစ်ချက်ရှင်သန်ရမယ်ရှင်သန်ဖို့ဘာအရေးကြီးလဲကျမ်းမာရေးအရေးကြီးတယ်ကျမ်းမာဖို့ဘာအရေးလဲအဲ့ကျမ်းမာရေးကိုစောင့်ရှောက်တတ်တဲ့ပညာသိအရေးကြီးတယ်ဘယ်ဟာဘလောက်အရေးကြီးလဲဆိုတော့တခုတည်းမင်းတို့ကောင်လေးတွေကောင်မလေးတွေစဉ်းစားကြည့်ဖို့ပြောမင်းတို့အဘေဖေတဲ့မင်းတို့ရဲ့ဘဝလေးကိုပြန်စဉ်းစားကြည့်မအေးဖေကဘာလုပ်လဲခလေးမွေးလာပြီလားနေပြတဲ့ညကျက်တယ်လားကိုပူလားမပူလားဒီနေ့ချွဲပါတယ်မချွဲမပါဘူးလားချောင်းဆိုးတယ်ဟာကိုလေးစိတ်လန့်ဆန်းလိုက်ဒီနေ့ဟောပြတယ်သူဟိုကလေးဟိုစီးလေးတဲ့မှာကောင်းမယ်ထင်ပါရဲ့ဆရာဝန်သွားပြရကောင်းမလားဟာဘာလဲဒါကျမ်းမာရေးဟောကျမ်းမာရေးမရှိရင်ဘဝမရှိတော့ကျမ်းမာရေးကဘာလဲဆိုတော့ကျမ်းမာရေးကိုစောင့်ရှောက်တဲ့ဥစ္စာဒီပညာဒါကြောင့်မို့လို့ဘဝကိုရှင်သန်အောင်စောင့်ရှောက်ခြင်းဒီပညာအဲ့ဒါကြောင့်မို့လောကကြီးမှာအရေးကြီးဆုံးဒီအသက်ရှင်ခြင်းအသက်ရှင်ဖို့လို့အတွက်ကျမ်းမာခြင်းကိုစောင့်ရှောက်ခြင်းဒီပညာဒါကြောင့်လို့ဘဝနဲ့ကျမ်းမာခြင်းဘဝနဲ့ပညာကြီးနဲ့ဆက်နေတယ်ဒါကြောင့်မို့လို့လူတယောက်မှမင်းသတိထားကြည့်အတူချုပ်ပြောတော့မယ်နော်သိပြီးဟိုကပြုလာလို့မကောင်းလို့မလို့အတူချုပ်ပြောမှချက်ပြောလို့ရှိရင်အဲ့ဒီဆိုတာတကောင်ကြောသွားမယ်အတူချုပ်ပြောလိုက်လို့ရှိရင်မင်းဟာဘဝရှိကြလားရှိခြင်းပညာစီးပူပါဘာပညာလဲကျမ်းမာတဲ့ပညာစီးပူရတယ်ဒါပထမဆုံးအရေးကြီးတဲ့အချက်မိဘကိုယ်တိုင်ကနေဟဲ့သားမစားနဲ့ဈေးတွေချောင်းဆိုးလိုက်မယ်ဒါပညာဟဲ့ဟိုနားမသွားနဲ့နော်အစွန်းလေးမသွားနဲ့ကြာဒါဟဲ့နော်ရှာမိရဲ့နော်ပူအဲ့ဒါပညာမိဘပေးသွားတယ်ဘာလို့ဖို့ပေးတာလဲကျမ်းမာဖို့လို့အသက်ရှင်သန်ဖို့လို့
ဒါကြောင့်မို့လို့မင်းဟာတကယ်လို့မင်းကိုမင်းမြန်လို့ပါတယ်မင်းဘဝမင်းမြန်လို့ပါတယ်ဆိုရင်မင်းဘဝကျမ်းမာအောင်မင်းအသက်ရှင်သန်အောင်အတွက်ပညာစည်းဥပါဘာစည်းဥရမလဲကျမ်းမာရေးပညာစည်းဥပါဒါကြောင့်မို့လို့ဘဝတစ်ခုမှာအရေးကြီးဆုံးသည်ဘဝသည်အရေးကြီးဆုံးသည်ကျမ်းမာခြင်းနဲ့စောင့်ရှောက်နိုင်တဲ့ဥစ္စာကျမ်းမာခြင်းကိုစောင့်ရှောက်နိုင်တဲ့ပညာအဲ့ဒါကြောင့်မို့လို့လူတယောက်ရဲ့အသက်ရှင်သန်ခြင်းနဲ့ဘဝတည်နေမှုအတွက်အရေးကြီးဆုံးသည်ခုနကကျမ်းမာခြင်းနဲ့ပညာပဲဒါကြောင့်မို့လို့မိသားစုတို့စုကိုကြည့်လိုက်ရိုးရိုးလေးရှင်းရှင်းလေးပါဒီဂျပန်ရေချိုးတာမှရှုပ်လေဦးမယ်အောင်သိပြောတာရိုးလေးပြောသွားတာရိုးလေးကြည့်လိုက်မိသားစုတို့စုကိုကြည့်လိုက်အဲ့ဒီမိသားစုမှာဖအေးနဲ့မအေးကသားသမီးအတွက်ကိုပညာရေးကိုဘယ်လောက်အားပေးသလဲကျမ်းမာရေးကိုဘယ်လောက်ဂရုစိုက်သလဲအဲ့ဒါကြည့်အဲ့ဒါမိသားစုကအဲ့ဒီစောင့်ရှောက်တဲ့မိသားစုစီတကယ်ကိုတနေ့နေ့မှာအထွတ်ထိပ်ရောက်လာလိမ့်မယ်တနေ့နေ့မှာကြီးပွားလာလိမ့်မယ်မိခင်ဖြစ်တဲ့သူဖခင်ဖြစ်တဲ့သူကသားသမီးရဲ့ကျမ်းမာရေးနဲ့သားသမီးရဲ့ပညာရေးကိုစောင့်ရှောက်ပြီးဆိုလို့ရှိရင်အဲ့ဒီမိသားစုစီရောက်လာလိမ့်မယ်အဲ့ဒီရက်ွက်ထဲဖြစ်စီမြို့မှာဖြစ်စီတနေ့နေ့မှာထင်ရှားကြော်စောတဲ့သားသမီးဖြစ်လာလိမ့်မယ်အဲ့ဒီအတိုင်းပဲတိုင်းပြည်ပြည်မှာအစိုးရသည်ကျမ်းမာရေးနဲ့ပညာရေးကိုဘတ်ဂျက်မှာဘယ်လောက်သုံးလဲဒါကြည့်လိုက်ဒါအစိုးရဝင်ဒါဘာမှပြောဖို့မလိုတိုင်းပြည်ကိုချစ်တယ်မချစ်ဘူးဆိုတာအဲ့ဒါနဲ့ဆိုပြပညာရေးနဲ့ကျမ်းမာရေးမှာဘတ်ဂျက်ဘယ်လောက်သုံးတယ်လဲဒါကိုကြည့်ဒါဘယ်သူမှလည်းပြောတာမဟုတ်ဒါရိုးလေးပါလက်ခုပ်မတီးနဲ့တော်ကြရာဇဝတ်မှုဖြစ်နေမှဆိုလို့ပြောတာတော်ကြမိထပိတ်နေတော့ဒုက္ခရောက်နေမှာဒါရိုးလေးပဲတကယ်ရှိရှိလေးအရေးကြီးဆုံးကဘဝဒါပဲအဲ့တော့ကောင်းပြီနည်းနည်းလောက်စီပြောတော့မှာနော်ကိုယ့်ဘာသာကိုညံနဲ့ချဲ့ပြီးတွက်ကြည့်ကြကိုယ့်ဘာသာကိုညံနဲ့ဆုံးဖြတ်ကြည့်ကြသိပ်များပြောလို့မရဘူးဘာလို့ဆိုပြောချင်တဲ့ဥစ္စာလေးကတော်တော်များရှိတဲ့ခါကျတော့မာတိကာလောက်ပဲပြောတော့မှာဒီမှာဘုန်းကြီးတို့ဖျားလို့ဆိုရင်သုတ်စင်ပဲဒါပဲအထောက်အခရာတင်ညာတော့အခရာပါရောဒါပဲတော်ပြီသုတ်စင်ပဲပြောတော့မှာကောင်းပြီဒါဖြင့်စိတ်မေးဦးမယ်OBJ အဲ့တော့ထိုင်းမှာငါပြောမှာငါမင်းပြောနေဥစ္စာမှာသဘောပေါက်လို့ငါပြောတာဒီမဲ့ပါလိုက်တယ်အဲ့ဒါမင်းငါစဉ်းစားမိတာဒီကောင်ကကျွန်တော်ညီလေးလို့ဖြစ်နေတော့ဒါကြောင့်ဒီကောင်ထည့်ပြောတယ်ပညာဆိုတာဘာလဲကံပြောသားရင်းနေလာပြီနော်မိကုန်းကလည်းနဲ့လာပြီနော်ခေါင်းကပြောတယ်မမေးရင်သိတယ်မေးရင်မသိတော့ပညာဆိုတာဘာလဲပညာဆိုတာမလုနဲ့လေအဲ့လိုမဖြီးနဲ့ဒါဖြင့်အောင်သိန်းကဘယ်လောက်သိလဲလို့မေးစရာရှိတယ်အောင်သိန်းလည်းမသိပါဘူးအောင်သိန်းဘယ်တော့မှသိလဲတဲ့ဩစရာကောင်းတာပြောကြွားတယ်မထင်ပါနဲ့နော်မဟာဝိဇ္ဇာမှာနော်ဂုံတူးနဲ့အောင်တာနော်အဆင့်1နော်အောင်သိန်းထက်ကမြင်းချောင်းတော့မရှိဘူးအဲ့လိုအောင်လားအဲ့ဒီမှာသင်လာခဲ့တဲ့ဥစ္စာထဲမှာကျောင်းသားဘွားနဲ့လဲတယ်ကျောင်းဆရာနဲ့ဘွားနဲ့သင်ခဲ့တယ်ပြန်ပြီးသင်ခဲ့တဲ့ဥစ္စာမှာဘယ်ကြမှာပြန်သတိထားမလို့ကျောင်းဆရာဘွားနဲ့4-5-6နှစ်ရှိတော့မှသတိထားမိတာတခုပါတယ်ဘယ်သူလဲဆိုတော့ကောင်းလေးတွေမင်းတို့မှတ်မိလိမ့်မယ်ပကံခေတ်ကြောက်စာထဲမှာသင်္ကသုသမီးကြောက်စာအဲ့ဒါငါ့ကိုပြလိုက်တယ်အဲ့ချိန်မှာဘာပါလဲဆိုတော့သင်္ကသုသမီးကကောင်းမှုတွေပြုတယ်အဲ့ကောင်းမှုတွေပြုပြီးတော့ဆုတောင်းတဲ့အချိန်မှာဘာပါလာလဲဆိုတော့ OBJ ကငါတကယ်ပြောတာငါဝင်းခံတာပါမေဘယ်ဆုတောင်းပါလာလဲဤကောင်းမှုကိုပြုရသောအကျိုးကြောင့်တဲ့ငါလဲတဲ့ပညာမရှိသောမိုက်သောမဖြစ်မှု၍ပညာရှိသောအကြောင်းကိုသိသောဖြစ်လာလို့ဟာအဲ့ဒီမှာဒီကျောင်းစာရဲ့ငါကျောင်းသားဘွားလည်းသင်ခဲ့ဘူးတယ်ကျောင်းဆရာဘွားနဲ့လည်းပဲအာထွက်အောင်သင်ခဲ့ဘူးတယ်ခုမှရတာရှိပါလားဆိုတာကြည်စမ်းပညာမရှိသောမိုက်သောမဖြစ်ဘူးရဲ့ပညာမရှိရင်မိုက်တယ်တဲ့ပညာရှိသောအကြောင်းကိုသိသောဆိုတော့ဒါဖြင့်ပညာရှိတယ်ဆိုတာဘာလို့အကြောင်းကိုသိတာပါလားအဲ့ဒါစဉ်းစားကြမှာအကြောင်းကိုသိခြင်းသည်ပညာပါလားဆိုတော့အဲ့ဒီတော့မှအောင်သိသဘောပေါက်တယ်ကျောင်းသားအဖြစ်နဲ့ဒီကျောက်စာကိုသင်ခဲ့ဘူးတယ်
မူရင်းကြောက်စာကြီးနော်ခုခလေးလေးလှုပ်ထားကြောက်စာမို့ကြောက်စာမူရင်းကြီးအဲ့ဒီဟာကြီးကိုတင်ရတာသင်ပြီးတဲ့ပြီးကြတော့မှကျောင်းသားတွေကိုပြန်တင်တာကြောက်စာကြီးကိုပြန်တင်တာနောက်တစ်ခါကျတော့ခလေးတွေ10တန်းမှာပြတ်ထမ်းတော့ပြန်တင်တော့ခလေးတွေတင်တဲ့ခါ4 5 6နှစ်ရှိတော့မှအောင်သိလင်းကနေပွင့်သွားတယ်ပညာရှိသောအကြောင်းကိုသိတော့ဟာဒါပြင်အကြောင်းကိုသိတာပညာလားပြန်စဉ်းစားတော့ဖះကိုသွားတွေးတာမြတ်စွာဘုရားသိတ္တထမင်းသားနန်းတော်ဘုရားကနေထွက်ပြီးတော့ဆန္ဒကိုဒါလိုက်ခဲ့စမ်းဆိုခေါ်သွားလိုက်တဲ့ခါကျတော့ကျွန်တော်လည်းနည်းလေးဒီလေးမှာစကရန်ရှိလိုက်တော့ Light of Asia လို့ခေါ်တယ်အာရှအလင်းလို့ကျွန်တော်ဘာသာပြန်နေပါဓမ္မရိပ်ထဲမှာရေးထားအဲ့ထက်ဟာလေးကျွန်တော်ပြန်ရွတ်ပြပါရနော်ဆန္ဒအကုန်လုံးတစ်ခါတည်းတိုက်ပြည်မှာအိုနာကျိုးကဘသူမျှလမ်းပေါ်မှာမလာရနေမကောင်းတဲ့မကြမ်းမာတဲ့သူခုစမြလမ်းမှာမထွက်ရအမိန်တော်သုတ္တနာအဲ့ဒီမှာမှဘုန်းတော်ကနတ်တရားများဖန်ဆင်းပြီးတော့အဖိုးကြီးကိုထွက်လာတဲ့ခါကျဆန္ဒဖះဟာသူကလူဟာဒီလိုမွေးသလားဒီလိုပုံစံမျိုးကြီးရှိလားမဟုတ်ပါဘူးဗျာဘာဖြစ်လို့သူကခါကုန်တာလဲအရင်တုန်းကတော့လွန်ခဲ့တဲ့အနှစ်50ကတော့သူခါမှတ်ပါတယ်ဗျာအခုတော့ဘာဖြစ်လို့ကုန်လို့မှန်လားပါဗျာသူရဲ့ကြောပေါ်မှာကာလပရိစေတာဆိုတဲ့ဝင်းတုပ်ကြီးကိုပို့ထားလို့ခါဆန့်လို့မရတော့ပါဗျာဟာနောက်ကြတော့လူတွေကိုတွေ့တယ်ဆန္ဒအဲ့ဒါပါလေမှန်လားပါသေတယ်လို့ခေါ်ရတယ်ဗျာသေတယ်ဆိုတော့ဘာဖြစ်တော့မှန်လားပါဗျာမေးစော်လည်းမကြတော့ပါဘူးဗျာကျွေးစော်လည်းမစားတော့ပါဘူးဗျာပြစော်လည်းမမြင်တော့ပါဘူးဗျာလှစော်လည်းမကျင်တော့ပါဘူးဗျာဆန္ဒငါရောအဲ့လိုဖြစ်ရမှာလားကျွန်တော်မျိုးမလျှောက်ဝတ်မဟုတ်ဗျာနန်းတော်ပြန်ရောက်တဲ့ခါကျတော့အဲ့ဒီညမှာရတော်ရအိမ်မက်မဲ့ပြီးတော့ငိုတယ်ရှိုက်ပြီးတော့ခါငိုလိုက်တဲ့ခါကျမောင်ဖះဆိုလက်ပြီးអော်လိုက်တော့မောင်ဖះအနာရှိတယ်လေနှမတော့မောင်ဖះအနာရှိတယ်မောင်ဖះရှိတယ်နော်ရှိပါတယ်မမဖះအင်မတန်ကြောက်စရာကောင်းတဲ့အိမ်မက်တွေမေးလို့ပါဖះပါတယ်မှန်လားပါဖះနှမတော်ရဲ့လက်ဝဲလက်စားဘရဲတော်ရည်အကုန်လုံးကခါးကပြုတ်ကျသွားပါတယ်ဖះအေးပေါ့ဟုတ်ပါပေါ့အိမ်မက်ထဲကိုနောက်ပြီးတော့ခါးစည်းရလည်းပဲမြခါးစည်းရလည်းမွေဖြစ်သွားပါတယ်ဗျာအေးဟုတ်မှာပေါ့မှန်ပါဗျာနှမတော်သေမဲ့နဲ့မိလားမသိဘူးဗျာနှမတော်လေသေမတဲ့ကြောက်တာရှိပါသေးတယ်ဗျာဘာလဲရတော်ဗျာမောင်ဖះအများနှမတော်ကိုစွန့်ခွာသွားလိမ့်မလားဟာကောင်းအဲ့တော့မှနှမတော်ရတော်ဗျာအိပ်ပါဒီနေ့ညဖို့မှာငါမအိပ်ဘူးမင်းရဲ့အတွက်အိပ်ဖန်စောင့်ပါမယ်အဲ့တော့မှရတော်ဗျာမျက်ရည်လေးတစုံစမချောက်သေးပဲနဲ့အိပ်ပျော်သွားရင်ကလည်းတရှိုက်နဲ့တချက်ရောင်းအောင်ရှိုက်စောစောတော့ကအိမ်မက်ကိုမက်တယ်လို့အဲ့တော့မှသိတတ်တာလေရတော်ဗျာတဲ့မင်းစောစောတော့ကမင်းရဲ့နှုတ်ခမ်းအစုံကထွက်ခဲ့တဲ့စကလုံးလေးတွေဟာတဲ့ငါနဲ့မင်းကိုခွဲလိုက်မယ်ထင်တယ်ဘာကြောင့်လဲဆိုတော့ရတော်ဗျာငါမင်းကိုသိချစ်တယ်သိချစ်တယ်ဘလောက်ပဲချစ်ပေမဲ့လို့တဲ့မင်းနဲ့ငါနဲ့တင်းတိကြခွဲရမယ်ဆိုတာသိရလားတဲ့အဲ့တော့တေမင်းကခွဲတဲ့ခါကျမင်းနဲ့ငါနဲ့မခွဲပဲနေလို့ရမလားတဲ့ရတော်ရတဲ့ငါမင်းကိုချစ်လို့မင်းကိုမခွဲနိုင်လို့တေချင်းမခွဲနိုင်တဲ့နေရာကိုငါသွားရှာပြစီရတော်ရတဲ့ငါထီးနှန်းစစ်စိတ်တွေအားလုံးကိုစွန့်ပစ်ပြီးတော့ငါတေချင်းမခွဲနိုင်တဲ့နေရာကိုတေချင်းမဲ့သောနေရာကိုငါရှာတော့မယ်တဲ့ဒါမဲ့ရတော်ရရဲ့အကုန်လုံးကငါစွန့်နိုင်ပါတယ်ဒါမဲ့နှစ်လူရွတ်တွေပြောအောင်နေ့လိုပဲကောင်းလာတယ်မင်းလည်းမအောင်ဆိုကိုစုံဖောက်လို့လည်းငါမဝင်ပင်မလာရရတော့တရားရဲ့ဘာရှာတာလဲသေခြင်းဆိုတာရှိတဲ့အတွက်ကြောင့်သေခြင်းရဲ့အကြောင်းကိုသွားရှာဒါပဲအကြောင်းရင်းကိုရှာမယ်အဲ့အကြောင်းရင်းကိုတတ်လို့ရှိရင်ပြီးသွားပြီအကျိုးမဖြစ်တော့ဘူးအကြောင်းရှိမှအကျိုးဖြစ်တယ်အကြောင်းမရှိရင်အကျိုးဖြစ်ဘူးအကြောင်းကိုတတ်လို့ရှိရင်အကျိုးမဖြစ်ဘူးအကြောင်းကိုဖန်တီးရင်အကျိုးတစ်ခုရအောင်လုပ်နေတယ်အခုဒီဟာအောင်သိရဲ့အတန်ကိုကျဲလာအောင်လုပ်ချင်တယ်အဲ့ဒီဟာအကျိုးအဲ့ဒီဥစ္စာတွေဘာနဲ့တော့ဟောဒီအတန်ချက်ဆက်ကအကြောင်းအတန်ချက်ဆက်အကြောင်းကြောင့်အတန်ကျဲလာတဲ့အကျိုးရတယ်အကြောင်းကိုသိလို့ရှိရင်
အကျိုးရှိအောင်လဲဖန်တီးနိုင်တယ်အကျိုးမတူအောင်လဲလုပ်နိုင်တယ်နိဗ္ဗာန်ဆိုတာအဲ့ဒါပဲအကျိုးမပြည့်အောင်လုပ်တာပဲဒါပဲအကြောင်းကိုရှာလိုက်တာအကြောင်းကိုသတ်ပြတာဒါကြောင့်မလို့ဘုရားဖြစ်တဲ့ခါမှာယေဓမဟိတုပ္ပဘဝဆိုတော့ငါဒီတဲ့လောကကြီးမှာဘယ်တရားမှဆိုအကြောင်းရှိသည်အကြောင်းကြောင့်ဖြစ်တာကြီးပဲတဲ့ဒါကြောင့်မလို့တဏှာသည်တဲ့အကြောင်းတဲ့တဏှာယောက်ျားလက်သမားမင်းကိုငါတွေ့ပြီငါအတွက်မင်းနောက်ထပ်ပြီးတဘောဖန်တီးဖို့မင်းမရတော့ဘူးတဲ့ sorry ပဲ I'm sorry တလားတဲ့ဒါပဲစဉ်းစားကြတော့ပြောချင်တာပညာစွာပါလေအကြောင်းကိုသိခြင်းပြောတာစာပေဟောပြောပဲနော်ဒါပေမဲ့နိဗ္ဗာန်ရောက်ကြောင်းနဲ့ရောက်သွားမှစိုးနေရတယ်မဟုတ်ပါဘူးအောင်သိဘယ်လိုလုပ်ပြောတာမှလဲနိဗ္ဗာန်ရောက်ကြောင်းဒါမဲ့လို့စဉ်းစားတဲ့အကျိုးအကြောင်းဆက်ဆက်စဉ်းစားတဲ့ရှင်အဲ့ဒါကိုရသိခြင်းတယ်အဲ့ဒီဟာကိုခလေးတွေရသိခြင်းတယ်ဆရာဓာပေးလိုက်တယ်ဆိုကြက်ပြီးတော့အလွတ်ဖြည့်ထိပ်ပဲမရှိအဲ့ဒီလိုအောင်မြမှုကျွန်တော်သိစိတ်ပြတ်တယ်အဲ့ဒီဥစ္စာကိုအခုတော့အကုန်လုံးကြက်ပြီးအောင်နေတော့ကြက်ပြီးတော့အောင်နေကြက်10တန်းပေါ့ဗျာနောက်ကြတော့ဟိုကြက်10တန်းအောင်သွားတဲ့ခါကျကြက်ကတူပေါ့နောက်ကြနည်းနည်းအမှတ်ကောင်းတော့ကြက်မှုကြက်ကတူပေါ့တပီလုံးကြက်ဖြစ်ကုန်ပြီကြက်ကတူဆိုတဲ့ဥစ္စာဟာဒီလေတော့ကတော့ဟိုကောင်တော့ OBJ တောင်ပြောမိပါလေအဲ့ကားပေါ်မှာတက်ကတူဆိုတာတက်ကတိလားတက်ကဆိုတာကြံစည်တတ်သောတိလားဆိုတာအကျင့်ကြံစည်တွေးတတ်သောအကျင့်ရှိတဲ့နေရာလို့ဆိုဒီပဲရှိတယ်အဲ့ဒီတက်ကတူရဲ့အချက်မှာဘာမှမရှိရဘူးဘာဆိုဘာမှမရှိရဘူးပညာရှိတွေသာလေးရှိရတယ်အစိုးရနဲ့မဆိုင်ရဘူးအဲ့ဒါမှတက်ကတူအောင်သိကိုယ်တိုင်ယုံနေတာပြောမယ်။ OBJ မင်းတော်ကမပြောဘူးသေးဘူး။ခုဒီနေ့ညတော့ပြောလိုက်အောင်မလား။ခုမှစကားပေါ်လာတယ်။ကျွန်တော်ကတက္ကသိုလ်မှာစာမွေးဖြေဖို့လို့အတွက်ကိုနောက်ဆုံးမဟာဝိဇ္ဇာစာမွေးတင်တဲ့အခါကျတော့ကျွန်တော်ငွေသွင်းဖို့နောက်ကျတော့မရတော့ဘူး။ဟာဒုက္ခရောက်နေပြီ။ငွေသွင်းကောင်တာလက်မခံဘူး။လက်မခံတဲ့အခါကျတော့ဘယ်သူစီရောက်သွားလဲဆိုတော့ပေါမောက်ခကျုပ်ကဒေါက်တာသာလှအဲ့တော့ဒေါက်တာသာလှဆိုတဲ့ဥစ္စာကလည်းသူကgeology ဆိုတဲ့ဘူမိဗေဒကိုသူစလုပ်ခဲ့တာတော်ကောင်းပါတယ်လူအင်မတန်ကြောက်ဖို့ကောင်းတယ်လူသိခွာကြတယ်လူအင်မတန်ခွာကြတယ်လူညာသိတော်တယ်သိတယ်ခွာကြတယ်ဘယ်သူမှလည်းကူးမဆိုင်ဘူးဒေါက်တာညီညီဆိုတာခင်ဗျားကြောက်လိမ့်မယ်မင်းဟို OBJ မင်းသိမှာပေါ့ငါပြောလိုက်အောင်ပါညီညီကိုနိုင်ငံခြားကိုပညာသင်မှုလွတ်တဲ့ခါကျတော့ဟိုပြည်တဲ့ဌာနကန့်ွက်တယ်ဒါမှဥကြော်ငိမ့်နဲ့ပညာရေးပါညာပြည်ရေးဝန်ကြီးဦးကျော်ငိမ့်နဲ့ဒေါက်တာသားကတငယ်ချင်းတွေလေအဲ့မှာတော့ညီညီကိုလွှတ်ချင်တယ်ပြောတဲ့ခါကျမဟုတ်ဘူးညီညီရမယ်ငါပြောမယ်ကွန်မြူနစ်ဝါဒနည်းနည်းပါနေတယ်အဲ့ဒီပဲလက်ဝဲပဲနည်းနည်းရိတ်နေတယ်မလှုပ်ဘူးဆိုတော့အဲ့ဒီမှာဘာပြောတယ်သူဒေါက်တာလားဟာကျော်ငိမ့်မင်းစဉ်းစားအောင်ကွာဒါပညာသင်မှုလို့တာကွာမင်းတို့ကနေရာတကာနဲ့အဲ့လိုလုပ်နေတဲ့ခါကျပညာကြီးပဲလို့ထုတ်တယ်မလဲငါထောက်ခံတယ်ကွာမင်းလွှတ်စားမှာဆိုမှအဲ့တော့မှလွှဲထားညီညီအဲ့လိုက်အောင်သွားရတာဟိုရောက်တော့ကြောင်မှမင်းလန်ဒန်မှာရှိတဲ့ဗမာပြည်ကွန်မြူနတီပါတီနဲ့သွားဆက်သွယ်လို့ဟိုကနေတန်ရုံးကနေ report ရောက်တော့ဥကြော်ငိမ့်ကလေတာလာမင်းသားမင်းကောင်အဲ့လိုလုပ်နေကြီးဆိုမှအဲ့ဒီမှာလှန့်စာရတာညီညီဗမာပြည်ပြန်ရောက်မှမလှုပ်ချင်တာလို့ငါလွှတ်လိုက်တယ်ဆိုအဲ့ဒီမှာမလှုပ်နိုင်ဘူးဆိုပြန်ရောက်လာတာဗျာအဲ့တော့ထားလိုက်တော့ခொနဟာပြန်ဆက်မယ်ကျွန်တော်ကအဲ့ဒေါက်တာသားလာစီဝင်သွားတော့သူ့ရဲ့ဟိုအတွင်းရေးမှုကအတွင်းဝင်ခေါ်တာပေါ့ဗျာPA ခေါ်တာပါ personal အတွင်းမှုဆိုရတယ်ကိုကြီးကြာကြီးသူကအင်္ဂလိပ်မှာကျွန်တော်ဟိုက ICC director ပေါ်ကျွန်တော်တွေ့ကြလို့ဆိုခဏစောင့်ပါတဲ့ဒီမဲ့ဧည့်သည်တယောက်ဝင်နေတယ်တဲ့စောင့်တော်လေးကြောင်အဲ့ချက်မိမတယောက်ကကျောင်းသူပေါ့မိမဆိုတာကျောင်းသူပေါ့ကျွန်တော်တို့ရွယ်ငယ်ပါတယ်မိမငိုးပြီးထွက်တယ်ဘယ်သူမှလည်းဟာငိုးတော့ထွက်လာပြီဟာကိုကလည်းစိတ်ကမကောင်းဘူးငိုးပြီးထွက်လာတဲ့ခါကျတော့ဘာပါလိမ့်မယ်ဘယ်လိုဖြစ်လာမှလည်းမသိဘာမှလည်းမသိအဲ့ဒါဝင်သွားကျွန်တော်လည်းဝင်သွားလိုက်ပဲအဲ့ဒေါက်တာသာလာရဲ့ပုံစံကိုင်းထိုင်းနေဒီတိုင်းပဲထိုင်းနေဟာဘာစိတ်ကိစ္စတော့လဲကျွန်တော်လို့ဟိုငွေသွင်းတာဟာခင်ဗျာကျွန်တော်ပြန်ခင်ဗျာတက္ကသိုလ်ကျောင်းသားတော်တဲ့ခင်ဗျာတက္ကသိုလ်ကျောင်းသားတော်တဲ့ဒီဥစ္စာအတွက်ကိုတဲ့အတန်းလွှင့်ရုံကနေပြောအဲ့တော့ကအတန်းလွှင့်ရုံမရှိTV တွေဘာတွေမရှိသေးဘူးရေဒီယိုကကြော်ကြတယ်သတင်းစာလည်းကြော်တာဘ
ဘလောက်ကုန်နေစင်းလဲ3000ကျော်ကုန်နေတော့တဲ့အဲ့ကြော်ညာတော့က3000ဆိုတာအဲ့တုန်းကဈေးလीတွေ့ကြည့်ပေါ့3000ကျော်ကုန်နေတော့တဲ့ခင်ဗျအဲ့ဒါမသိဘူးလားကောလိပ်ကျောင်းသားလုပ်နေတက္ကသိုလ်ကျောင်းသားမသိဘူးဆိုဟာနောက်ဆုံးမိတ်ကြရမှာဒေါက်တာညီကြီးကပြောပြီးတဲ့ခါကျမှမဟုတ်ဘူး तू ကဒီဖော်မတင်ပြီးသားပါငွေသွင်းတာနောက်ကြပါဟောအဲ့လိုလားတဲ့အဲ့လိုဆိုရတယ်တဲ့ခုနကငိုထွက်သွားတဲ့မိန်းမသိလားတဲ့ကျွန်တော်မသိပါဘူးဥနုသမီးတဲ့စန်းစန်းနုတဲ့ဥနုကဝင်းကြီးကျုပ်ကျုပ်မတန်းနိုင်ဘူးသူ့နောက်ကြတယ်ဖောင်တင်တာကြောက်ကြတယ်မရနိုင်ဘူးတဲ့မပေးနိုင်ဘူးတဲ့နေ့ဖေကငါတို့တက်ကလို့အဓိပတိတဲ့နေ့ဖေကနေပြီးတော့ဥပဒေကိုပြောင်းနိုင်လို့ရှိရင်ယူလာခဲ့ငါပြင်းပေးမယ်တဲ့မပေးနိုင်ဆိုတော့စာမမဖြစ်ရဘူးဥနုကလည်းဒါကျွန်တော်သမီးပါလို့မပြောဝံ့ဘူးဟောတိတ်ခါရှိတယ်လူကိုဟုတ်လားဥပဒေရဲ့အထက်မှာဘယ်သူမှမရှိရဆိုဥနုလည်းမရှိဘူးဒါမှဝင်းကြီးကျုပ်ကျွန်တော်ပြောနေတာအဲ့ဒီချိန်ခါတုန်းကတက္ကသိုလ်ရဲ့အဓိပတိသည်ဥနုဒါမှဥနုသည်ဘာမှဆွဲဖက်ပိုင်ခွင့်မရှိဘူးဘာမှဆွဲဖက်ပါမလို့ဘွယ်ပေးတဲ့အခါမှာလာပြီးတော့ဘွယ်ပေးတယ်ကျွန်တော်သူတို့ဥနုပေးတာပဲကျွန်တော်ဘွယ်ဆိုလို့ရှိရင်ဥနုကဒီလိုလေးထိုင်ပြီးတော့ဓာလေးလုပ်တာခေါင်းလေးညှိတာအောင်သိန်းကဝင်သွားအလေးပြုဥနုကခေါင်းလေးညှိလိုက်ဒါပဲအဲ့ဒီခေါင်းညှိတာပဲသူတန်းနိုင်တယ်ဘာမှလုပ်လို့မရဘူးတက္ကသိုလ်မှာပြဋ္ဌာန်းချက်တွေကိုစိတ်ကပြဋ္ဌာန်းတယ်တက္ကသိုလ်အုပ်ချုပ်ရေးကောင်ဆယ်က University Council ဆိုကောင်ဆယ်ပြဋ္ဌာန်းတယ်တက္ကသိုလ်ဒီကိုဘတ်ဂျက်နဲ့ကိုငွေနဲ့ကိုအစိုးရနဲ့ဘာမှမဆိုင်ပြဋ္ဌာန်းနေတာပြဋ္ဌာန်းတယ်ဘယ်သူမှလာမစွတ်နဲ့ဟာတက္ကသိုလ်ဆိုတာအဲ့ဒီလိုအောင်သိန်းတို့ခေတ္တကတက္ကသိုလ်ထားလိုက်ပါတော့ကောင်းပြီစောစောပိုင်းကပညာဆိုတာဘာလဲပြောခဲ့တယ်အကြောင်းကိုသိခြင်းမှတ်မိတယ်နော်ကောင်းလေးတွေမှတ်ထားနော်မင်းတို့ပေါ်တီပေါ်စားမထင်နဲ့နော်ငါပြောလို့ရှိရင်တခါလျံကြလို့စာပေဟောပေးပြောတယ်တခါတရံကြလို့ရှိရင်ကျောင်းဆရာညင်ပါသွားပြီးတော့လက်ချပေးလို့ဖြစ်သွားတယ်အရှင်ဘုရားတို့သိခံပြပြီးတော့ကျောင်းဆရာဖြစ်လာတဲ့ခါကျတခါလေးကလေးတွေကိုလက်ချပေးလို့ပေါ့ဗျာသင်လို့ဖြစ်သွားတယ်ကျောင်းဆရာညင်ဆိုတာလည်းဖျောက်ဖို့မလွယ်ဘူးဗျာအရှင်ဘုရားတို့ဘုန်းကြီးများလို့ပဲဗျာမဟုတ်တယ်ဘုန်းကြီးများလည်းလူထွက်လာလို့ရှိရင်ဘယ်ဘက်ကမလှုပ်ဘူးလက်ရမ်းလာညာဘက်ပဲရမ်းတယ်ဘာလို့ဆိုဘယ်ဘက်ကဂျိုင်းလိတ်ကညှက်တာအကျင့်ပါလို့မရအရှင်ဘုရားဦးလေးဆေးလိတ်တော့ဆိုပြီးတာတော့မှ तू ကဆေးလိတ်ကိုဒီလိုမျိုးအကခန္ဓာအကျင့်ပါအဲ့လိုပဲပြီးတော့ကျောင်းဆရာများလည်းအကျင့်ပါတယ်ပြီးတော့စစ်ဘိုလ်များလည်းဒီတိုင်းမှာအကုန်ပါပဲစစ်ဘိုလ်တွေလည်းဒီလိုပဲစစ်ဘိုလ်များဒီလိုစစ်ဘိုလ်များပြုတ်သွားလို့လူထဲလာပြီဆိုလို့လက်ရမ်းလို့ရှိရင်ညာဘက်လက်ကဒီလိုဖြစ်နေဘာလို့ဆို6လုံးမြိတ်အုပ်ကိုလွတ်အောင်လွှဲရတာခါတော့ဘာမှမရှိတော့လက်ကြီးကအကျင့်ပါပြောလိုက်အောင်မယ်တောင်ပြောမြောက်ပြောနေဘာတွေရောက်ကုန်မှလည်းမသိပါဘူးပြီးတော့ DSC မှာနေခဲ့ပြီ DSC ဆိုတာစစ်တက်ကစိုးပေါ့အဲ့မှာနေခဲ့တဲ့ခါကျတော့စစ်တက်ကစိုးမှာဘာညာဆိုဘူးလေဂရုစီပါပဲခုတွေးလို့ရှိရင်သူတို့ကောင်းလဲကောင်းပါလေတကယ်ချစ်ဖို့ကောင်းပါလေအဲ့ဘူရီသူ့ဘာသူဘိုးဘိုးဖြစ်ဘိုးကြီးဖြစ်ခုဘိုးချုပ်ကျော်ဆန်းလို့ဂရုပေါ်လေးထားပါတွဲတွေပါပဲတွေးလို့ရှိရင်သူတို့တန်းလေးပြီးတော့ဘိုးတွေအကျင့်ပါတယ်ဆရာတွေကိုလေးပြီးတော့တကယ်ကောင်းပါလေတကယ်ကျေးဇူးအဲ့ဒီမှာနေတော့Decoin ဆိုတာရှိတယ် Decoin ဆိုတာ demonstration company ခေါ်တယ်တရုတ်ပြတက်ခွဲလို့ခေါ်တယ်ဒီတရုတ်ပြတက်ခွဲကသူကဘာမှမလုပ်တော့တရုတ်ပြရတာဥပမာဆိုတာဘိုးလောင်းတွေကဘိုးလုံးမဲ့ကောင်တွေကကြည့်ရတယ်တောင်ကုန်းမော်တွေကြည့်ရတယ်အောက်မှာတက်ခွဲတက်စိတ်တက်ခွဲစက်ကလေးကဘယ်နေရာယူလဲစက်ကဘယ်နေရာတည်းတက်သားဘယ်နေရာတည်းညာတောင်မှဘယ်လိုတက်တယ်ပဲဆိုအပေါ်ကနေစီးပြီးမြောင်းတရုတ်ပြရတဲ့ကောင်ကိုတက်ခွဲလို့ခေါ်တယ်တရုတ်ပြတက်ခွဲလို့ခေါ်တယ်အဲ့ဒီတရုတ်ပြတက်ခွဲကိုပြီးတော့လဲလက်ဖိတ်ဆိုင်သွားရင်ကလည်းတရုတ်တက်ခင်းတော့ဖြတ်သွားတဲ့ခါကျတော့အဲ့မှာကြည့်တဲ့ခါကျအဲ့မှာသူတို့တက်မှုပေါ့လေမင်းတို့ကောင်းဘာညာဆိုတော့သိတဲ့အတိုင်းပဲဟိုမှာစစ်တပ်ဆိုလိုက်တဲ့ဥစ္စာဒီလိုမရတယ်ဟုတ်လားနားရလားဟုတ်ဒါသူတို့အကြည့်မယ်နားရလားဟုတ်
ဒီမှာအဲ့ဒီတို့တံကူကဘာစိတ်ဆိုးနေတယ်မသိဘူးဒီတော့မင်းတို့ standing order မင်းတို့အမိထုတ်ထားတာမင်းတွေ့တယ်မဟုတ်လားဟုတ်အဲ့ဒီမှာဒီပါတရားပါတယ်မင်းတို့တွေ့တယ်မဟုတ်လားဟုတ်အဲ့လိုတွေ့တဲ့တနေ့ဟုတ်လို့တယ်မင်းတို့ငါအများရီးထင်နေလားဆိုဟုတ်ဆိုဟာဘယ်ကောင်တော့ကွာအဲ့တော့ပြောချင်တာအကျင့်ဆိုတာဖြောက်ဖို့ခက်တယ်လို့ပြောတာပါဒါကြောင့်မို့လို့မှားသွားလို့ရှိရင်တော့ဘုန်းကြီးတွေလည်းစုပြီးတော့ရုပ်သေးထောင်သွားတယ်ဟုတ်ပြီကျေငါပြောလိုက်အောင်လားဆရာတော်တွေလည်းအားနာပါရဲ့ဆိုတော့ဘုန်းကြီးတွေလည်းစုပြီးတော့ရုပ်သေးထောင်တဲ့ခါကျပထမဆုံးစပြီးအပြူတော်ကထွက်လာအပြူတော်ဆိုတာစင်တိုင်ရတာစင်တိုင်နေဆိုတာမင်္ဂလာရေမနိုင်လေအဲ့ဒီမှာ3ဝါလောက်ပြလာတယ်ဘုန်းကြီးတွေကစင်တိုင်းလိုက်တယ်ရုပ်သေးမှာမင်္ဂလာရေမနိုင်ဆိုဟာဘာတော့ဟာအဲ့ဒါလည်းမဖြစ်တော့ဘူးမြန်ဝင်စုလို့ဝင်ပြီးတဲ့ခါကျတော့မြင်းနေမြောက်တရားတချင်းမပါဘူးဘာသာမှမပါဘူးသူ့ဟာသူကခုန်ပြီးသွားတာဟုတ်နောက်ကြတော့ဝင်းကြီးတွေထွက်လာ9ဝါလောက်ရတယ်ဘုန်းကြီးဆိုတဲ့ချင်းကဝင်စကားပြောတယ်ဝင်မင်းတို့တနေ့တရားပဲတို့များစီရင်ပါလေဝင်မင်းအဲ့တော့တနေ့လေးတရားနဲ့ထုံးမှသည်3ငါဒီလေးတို့ငါစီရင်ပါသည်ဝင်မင်းဟာဘာတော့ဝင်းကြီးတွေဝင်နောက်ကြ2ပါးတော့ထွက်လာတော့မှ9ဝါလောက်ရလာတဲ့ဘုန်းကြီးတို့ကတစ္ဆရာသချင်းဆိုတယ်မမလေးချစ်လိုက်ပါတဲ့အာယုံမမလေးချစ်လိုက်ပါတဲ့အာယုံရွှေမြင့်မိုးတောင်လုံးတုံးမှပါလို့သခုံးလေးဒီတုံးမှပါလို့သခုံးလို့ဆိုအဲ့တော့အောင်သိန်းကလည်းကျောင်းဆရာလူတွေဖြစ်တော့ကျောင်းဆရာအကျင့်ကပါနေတယ်အဲဒါကြောင့်သိလို့ရှိရင် to know all is to forgive all သိရင်ခွင့်လွှတ်နိုင်တာပဲအောင်သိမှာကျောင်းဆရာညင်ကပါနေပါလားဆိုပြီးသိရင်ဆရာလုပ်တဲ့အတန်လေးကိုခွင့်လွှတ်နိုင်လိမ့်မယ်လို့ပြောလင်းပါတယ်လို့ပြောချင်တယ်နော်ကောင်းပြီဆရာပညာသင်နေဆိုတာပညာစာသိရပြီအကြောင်းကိုသိချင်ပညာသင်နေဆိုတာဘာလဲပညာသင်နေဆိုတာတိရစ္ဆာန်တွေမှာဘာမရှိဘူးလားရှိသလားပြန်စနာတော့အစစ်နှိမ့်နဲ့တိရစ္ဆာန်တွေမှာပညာသင်ပြီးမှုမရှိဘူးတိကောင်မရှိဘူးပဲ့ကြည့်မရှိဘူးပို့လောက်လမ်းမရှိဘူးပညာသင်ပေးတာမရှိဘူးသူတို့အစစ်နှိမ့်ဆရာဝန်မလေးတယောက်ကနေတော့ဆေးထိုးတယ်ဆိုတာစဉ်းစားကြည့်ပေါ့ဒီဒီမှာရှိတဲ့ယောဂပိုးတွေကဆေးနဲ့ထိုးတတ်အဲ့ဒါကိုမဟာစီလာမသိဆရာတော်ကြီးကိုလျှောက်တယ်အရှိဖျားတဲ့တပည့်တော်အဲ့လိုဆေးထိုးတဲ့အတွက်ကြောင့်ပိုးတွေပါလေသိသွားတဲ့ခါကျတပည့်တော်မှာအကုသိုလ်ဖြစ်သွားတာဆိုတဲ့ခါကျဆရာတော်ရဲ့ပြောပြတယ်သူတို့ဟာတတ္တဝါအဆင့်ကိုမရောက်သေးဘူးသူတို့ကောင်းတယ်စလားတတ္တဝါအဆင့်ကိုမရောက်သေးဘူးအဲ့ဒီမှာကျွန်တော်ကဘာသွားတက်မိလဲဆိုဆက်စဉ်းစားကြမင်းတို့ငါပြောတာမင်းတို့စဉ်းစားဖို့ပြောတာငါသိတာတွေပြောနေတာမဟုတ်ဘူးတစ်ပင်နဲ့တတ္တဝါကြားထဲမှာဘယ်လောက်ရှိသလဲဟောတစ်ပင်မှာအသက်ရှိသလားတတ္တဝါလားအသက်မရှိဘူးလားရှိသလားဒါဆက်စဉ်းစားငါကိစ္စမဟုတ်တော့မင်းတို့အတွက်ကိုဟင်္ဒရာမှာအယူများပေါ်ရင်တော်ပြီကွာစဉ်းစားလေယူလေအဲ့အယူများပေါ်လေဟင်္ဒရာအတွက်ကိုငါအကျိုးပြုလေလို့ပဲအောင်းမိတော့တယ်အဲ့ဒါစဉ်းစားကြကောင်းပြီခေါင်းကဆက်ပြောနေတာအဆင့်နှိမ့်တဲ့တတ္တဝါမှာပညာသင်တယ်ဆိုတာမရှိဘူးအဆင့်နဲ့မြစ်လာပြီကျက်ဆိုရင်ပဲပညာရေးရှိလာပြီကျက်မရရှိကကြော့နဲ့သွားရက်တယ်ကျက်ကလေးလားပြီးနဲ့ဒါစားဟိုဟာစားကျက်မရရှိသွားတယ်နောက်ကကျက်ကလေးကပြီးနဲ့အော်နာလှည့်ကြတယ်ဘာတော့ပေါ့အမေဒီမှာစားမှလားဘာလဲကြည်စမ်းမအောင်မြပေါ့ကြည့်တဲ့ခါကျပလတ်စတစ်တွေပရိစေဖြစ်နေဟဲ့ကောင်အဲ့ဒါမစားဘူးလှည့်သွားတယ်အော်သူကမစားဘူးဒါပညာရေးပဲ education မင်းတို့ပြောကြ education ပေါ့ကျက်တဲ့စင်းနဲ့ပညာရေးဆို education ပေါ့ကြောင်မကြီးနဲ့ကြောင်လေးနဲ့ကောင်ခုတ်နေတာချောင်းနေတာမတွေ့ဘူးလားအဲ့ကန်ထဲမှာချောင်းတယ်ဆိုမမြင်အောင်ချောင်းရတာမြင်အောင်သွားချောင်းရရိုက်ခါရမှာပေါ့
စဉ်းစားကြည့်ပေါ့ကျမကြီးကကြောင်မကြီးကကြောင်လေးကိုမြောင်ချောင်းတယ်ဒါလက်ကိုဒီလိုထားအမိမလုပ်နဲ့အဲ့လိုနေရတယ်ဟုတ်ပြီဒါအုပ်လိုက်စမ်းကြောင်လေးကခိုးအုပ်လိုက်ကျမကြီးကခိုးအုပ်လိုက်အဲ့ကြောင်မကြီးကခိုးအုပ်လိုက်သူတို့ရင်အုပ်လိုက်ပြီးတော့ပြန်ခွာသွားလိုက်သိမ့်ပေးနေတာပညာကြီးနောက်ကြတော့ကျောင်းမကြီးကတခါကျွက်ကလေးတောင်ခုတ်ယူလာတယ်ရော့စားသေချင်းဆိုခေါင်းကစားအဲ့ဒါသိမရတယ်အမိကစားလို့မသိမရှိဖြစ်တော့နင်းလှက်ကြိုက်တော့နှာခေါင်းပဲ့သွားမှာပေါ့ဟာဒါသိမရပြီ education ကျောင်းပညာကြီးပဲနောက်ကြတော့ကျောင်းမကြီးကတခါတည်းကျွက်ကလေးတောင်ခုတ်ပြီးယူလာတယ်အဲ့နေကြတော့ခုတ်လာတယ်ခုတ်ပေမဲ့လို့မသေးဘူးမသေးမရှင်းလေးလုပ်ပြီးတော့မဟောဒီလိုအဲကန်းထဲမှာကွင်းမြင်တစ်ခုမှချပေးလိုက်တယ်ဟိုကောင်ကလှုပ်နဲ့သွားမလို့လုပ်နေခါကြောင်လေးကဘာလို့မှမသိဘူးကြောင်မကြီးကသားကြည့်နေဒီကောင်ဘာလုပ်မလဲနှခမ်းမွေးသက်လိုက်ဘာလုပ်လဲဒါပဲကျင့်တယ်ဟိုကောင်ဟိုဘက်ကလှည့်ပို့လိုက်ဒီဘက်ကလှည့်ပို့လိုက်ကြောက်ကလေးကပြေးလို့မလို့ဟိုဘက်ဇဝဲကုန်းအောက်ဝင်သွားတော့ဘီယိုအောက်ဝင်သွားတော့မယ်ဆိုတော့မှကြောင်မကြီးကဒါဆိုပြေးတယ်ပြီးအဲ့ကြောင်ကိုပြန်ပြီးတော့ရွက်က training ground ပေါ့လေ့ကျင့်ရေးကွင်းမျိုးကိုပြန်ပို့လိုက်တယ်အဲ့ဒါပြီးတဲ့ခါကျတော့ပြီးလဲပြီးတော့သေပြီးကြောင်လေးကဟိုကောင်ကကစားရင်သေအမေကျွန်တော်ဘာလုပ်အောင် It's for you မိတွေ့လေစားလေနောက်ကြတော့ကြောင်ကအဲ့မသေးမရှင်းစားတတ်တာနေပြီးတော့အရှင်ကိုဖမ်းတတ်လာတယ်အရှင်ကိုဖမ်းတတ်လာတဲ့ခါကျကြောင်မကြီးကသိမိတယ်ဆိုငါသားအစာစားတဲ့ခါမှာသတိလစ်တတ်တယ်နော်အင်မတန်ကိုလုံခြုံစိတ်ချတဲ့နေရာရှားဆိုတော့အဲ့ဒါကိုသိမိတဲ့ခါကျဒါကြောင့်မို့လို့ကြောင်လေးတွေပတ်စားလေးတွေပထမဆုံးကြွက်မိလာတဲ့နေ့ပါတိမ်လုံးလျှောက်သွားတယ်သူ့လုံခြုံရေးရှားမရဘူးနော်ပညာရေးဆက်ပြောလို့ရှိရင်ငှက်တွေအကြောင်းပြောသိစိတ်ဝင်စားဖို့ကောင်းတယ်အဲ့ပညာရေးငှက်တွေဒါကျွန်တော်မပြောတော့ဘူးဒီနေ့ညဟောဆိုအချိန်သိများမစိုးနောက်ပိုင်းပြောစရာတွေတော်များသေးတယ်အဲ့ဒါကြောင့်ကျွန်တော်ဒီတိရစ္ဆာန်တွေမှာပညာသင်တာရှိကောင်းပြီဘယ်လိုသင်တော့သူတို့ဘာသင်တာလဲပညာသင်တယ်ဆိုတာဘာလဲဟာပညာဆိုတာဘာလဲပညာဆိုတာဘာလဲဟုတ်လားအကြောင်းကိုရှာခြင်းဒါဖြင့်ပညာသင်တယ်ဆိုတာဘာလဲဟာကျွန်တော်ဒီနေ့ပြောနေတာမေးခွန်းတွေကြီးပဲနော်မေးခွန်းတွေကြီးပဲဒါအဲ့မေးခွန်းတွေကိုကျွန်တော်အဖြေရှာမလို့ကျွန်တော်ပြောနေတာပညာသင်တယ်ဆိုတာဘာလဲခေါင်းကကြောင်မကြီးကကြောင်လေးကိုသင်တယ်ဘယ်လိုလုပ်သင်တယ်သူကသူ့အတွေ့အကြုံကိုပြန်ပြီးတစ်စစ်ကမ်းတာပညာသင်တယ်ဆိုတာအတွေ့အကြုံနဲ့အတွေ့အကြံကိုလက်ဆင့်ကမ်းခြင်းပဲဒါပဲတစ်အတွေ့အကြုံနှစ်အတွေ့အကြံဟုတ်လက်ဆင့်ကမ်းတာပဲကျောင်းတွေမှာကြတော့ပညာသင်တယ်လက်တွေ့နဲ့သင်တယ်ငှက်တွေမှာလက်တွေ့နဲ့သင်တယ်ကြက်တွေမှာလက်တွေ့နဲ့သင်တယ်ကောင်းပြီသူတို့ရဲ့အတွေ့အကြံကိုသင်နိုင်သလားဟောပြဿနာပေါ်လာပြီမသင်နိုင်ဘူးသူတို့တွေ့တာပဲသင်နိုင်တယ်လက်တွေ့ကိုပဲသင်လို့ရတယ်သူတို့ရဲ့စိတ်ကူးထဲမှာရှိတဲ့ဥစ္စာသူသင်လို့မရဘူးဘာကြောင့်သင်လို့မရလဲဒါပြဿနာပေါ်လာပြီကောင်းလေးတွေမင်းတို့ငါစိန်ခေါ်နေတာနော်မင်းတို့ကြက်ကြက်မှတ်ထားပါလောကကြီးမှာစိန်ခေါ်ခြင်းကိုလက်မခံဝင်လို့ရှိရင်မင်းလောကကြီးမှာထွက်သွားလိုက်ပါစိန်ခေါ်ခြင်းကိုလက်ခံနိုင်မှတတ္တိရှိတယ်လို့ခေါ်တယ်တတ္တိရှိတယ်ဆိုတာစိန်ခေါ်ခြင်းကိုလက်ခံနေတဲ့သူစိန်ခေါ်ခြင်းကိုလက်မခံနိုင်လို့ရှိရင်မင်းလောကကြီးမှာအောက်တန်းမှာနေပါဘယ်တော့မှအထက်တန်းမှာမပြောပါနဲ့အဲ့ဒါမင်းတို့မှတ်ထားစိတ်ခေါ်တာကိုလက်ခံနိုင်တာမင်းတို့ငါရိုးလေးပြောလက်ကိုတီးရင်တီးမတီးရင်ဒါပဲမင်းလောကကြီးမှာနော်တတ္တိရှိတဲ့လူတွေရဲ့အတွက်သာလေနေရာရှိတယ်နော်တတ္တိမရှိတဲ့လူတွေရဲ့အတွက်နေရာမရှိဘူးတတ္တိရှိတယ်ဆိုတာဘယ်လိုလူတွေလဲစိတ်ခေါ်ခြင်းကိုလက်ခံဝင်နေသူဒါပဲတန်ညွန်တစ်ခုကိုတစ်သားထဲမှာရက်လေဒိုင်းဆိုလိုက်တော့တစ်သားတွေကိုတန်ညွန်ကဝင်သွားတယ်ဘာလို့ဆိုတော့တန်ညွန်ကမာတယ်တစ်သားကပြော့တယ်တန်ညွန်နေဖို့အတွက်တစ်သားကနေရာဖယ်ပေးရတယ်ဒါပဲအဲ့တန်ညွန်ကိုကြောက်တုံးပေါ်လိုက်တော့ဒိုင်းဆိုကိုွေးသွားတယ်ကြောက်တုံးက sorry ပဲမင်းနဲ့ငါမာတယ်ဒါမင်းမာသလားပြောသလားပြောရင်နေရာဖယ်ပေးလိုက်ပါမာရင်နေရာယူပါစိတ်ခေါ်ခြင်းကိုလက်မခံနိုင်လို့ရှိရင်မင်းလောကကြီးမှာလူမလုပ်ပါနဲ့ဒါမင်းတို့ပြောရတာကောင်းပြီအခုမင်းတို့ကိုစိတ်ခေါ်နေတာပညာသင်နေဆိုပါလေအဲ့ဒီကုန်းကပညာသင်နေဆိုအတွေ့အကြုံကိုလက်ဆင့်ကပ်တယ်တိရစ္ဆာန်တွေမှာအတွေ့အကြုံကိုလက်ဆင့်ကပ်တယ်
ဒါမဲ့အတွေ့အကြုံကန်းနိုင်လားလက်စင်ကန်းနိုင်လားကန်းနိုင်ဘူးဘာကြောင့်မကန်းနိုင်လဲသိလားသိအရေးကြီးတဲ့စကားဖြစ်လာပြီတိရစ္ဆာန်နဲ့လူနဲ့ကွာဟချက်အကြီးစီးဒီမှာပေါ်လာပြီအဲ့ဒါပါလေဆိုဘာသာစကားရှိလို့ပဲစကားရှိတယ်ဘာကြောင့်စကားရှိရလဲတို့မှာထံကတိုင်းရှိလို့ဦးဇင်းတို့ဖေထံကတိုင်းရှိတယ်အတန်ဖြစ်သောကရိယာလို့ခေါ်တယ်ထံကတိုင်းဆိုတဲ့စာထံဆိုတာအတန်ဖြစ်သောနေရာကတိုင်းဆိုတာအတန်မြည်စေသောအရာကတိုင်းဆိုတာရှာပေါ့ပါထံဆိုတဲ့စာအာကောင်းတို့အာဇောက်တို့အဲ့ဒါထံခေါ်ဌာနနေရာပေါ့အတန်ဖြစ်သောနေရာရဲ့အတန်ဖြစ်အောင်ဖန်တီးနေလို့ရှာတယ်ဒါရှိလို့တို့ကစကားပြောလို့ရတယ်ဘာသာစကားဆိုတာသိအားဖို့ကောင်းတယ်နော်မင်းဟုတ်ပြီကျမင်းဟိုမင်းနားမှာရေခွက်ရှိရလားရှိတယ်နော်ဟောမင်းဘာရှိလို့စကားနဲ့ပြောရတာရေခွက်လို့ပြောရတယ်အဲ့ရေခွက်ဆိုင်တဲ့နေရာမှာခွက်ကြီးဒီနာရှိသလားမရှိဘူးပစ္စည်းမရှိဘူးပစ္စည်းမရှိဘဲနဲ့ရေခွက်လို့ပြောထားတယ်ဒီကောင်တန်းသိတယ်ဟာဘယ်တော့အားဖို့ကောင်းလဲမီလို့អော်လိုက်တယ်ကဲမီဆိုတာမင်းမြင်ရလို့လားအိမ်ထဲမှာအိတ်နေတာမီဆိုရကမင်းသိပြီဘာဖြစ်လဲဟာကြည်စားဘာသာစကားအော်တာမကောက်ဘူးတိရစ္ဆာန်မှာအဲ့လိုဘာသာစကားမရှိဘူးရှိတဲ့ဥစ္စာကြီးကန်းဆိုရင်၄ခွန်းရှိတယ်ကြီးကန်းမှာတောကြီးကန်းဆိုရင်၃မျိုးပဲရှိတယ်အဲ့မှာအစာတွေးလို့អော်တဲ့အတန်ခုနမိတ်လိုက်ဖို့လို့អော်တဲ့အတန်သို့မဟုတ်ရန်သူပလာတို့អော်တဲ့အတန်ဒီ၃မျိုးပဲရှိဒါပဲစာလေးတိဒါပဲကြက်အော်ဒါပဲတတ်တယ်သူထံကရိုင်းမရှိဘူးကျွန်တော်တို့လူတွေမှာထံကရိုင်းရှိတယ်အဲ့ထံကရိုင်းရှိတဲ့အတွက်ကြောင့်မှစကားဆိုတာပေါ်လာတော့အဲ့စကားအားဖြင့်ခုနကပြောတယ်အော်ဘီဂျေရေရှိလားလို့မေးလိုက်တယ်မင်းရှိလားမေးတယ်မင်းအော်ဘီဂျေမင်းငါပြောတာသဘောပေါက်လားလို့မေးလိုက်တယ်ဆိုတော့ကဲသဘောပေါက်လားဆိုတော့ဘယ်မှာပစ္စည်းရှိလဲအတန်းချက်တဲ့ဒီမှာရှိတယ်မှန်တယ်ပစ္စည်းရှိတယ်မိအိမ်ဒီမှာရှိတယ်ကဲမင်းသဘောပေါက်လားဆိုသဘောပေါက်လားဆိုတဲ့ခါကျဒီငါပြောတဲ့ဆိုတာသဘောပေါက်လား OBJ လို့ပြောတဲ့ခါကျအဲ့သဘောပေါက်လားဆိုတာဘာပစ္စည်းရှိလို့ကဲသဘောပေါက်လားဆိုတာပေါက်တယ်ဆရာလို့ပြောအဲ့ပေါက်တယ်ဆရာဆိုပစ္စည်းကြီးကဘယ်ပါလို့ကဲမီးလို့လည်းမရှိဘူးရေလို့လည်းမရှိဘူးကင်လို့တွေ့လို့လည်းမရဘူးဒါမှသူနဲ့ကျွန်တော်နားလည်နေဖယားဟာခုနကပြောတဲ့အဲ့နှုတ်ရှာအားဖြင့်ဟောပြခဲ့တယ်ဗိဓကသုံးပုံကြီးထားပြခဲ့တယ်ဆိုတာအဲ့ဒါပဲကိုယ်ပြောလိုက်မှပြန်စဉ်းစားလို့ရှိရင်လေးနဲ့သွားမှာဆိုလို့ကျွန်တော်မပြောဘဲနဲ့ဆိုတာနိဗ္ဗာန်ဆိုဘယ်လိုကြိုက်သိဘူးလားမသိဘူးလားဘာဘယ်မှနိဗ္ဗာန်ဆိုတာဒီနားလားဟိုနားလားဟာနိဗ္ဗာန်ဆိုဒီမှာနိဗ္ဗာန်ကြီးနှစ်ရခါပြတော့ပြီးသားမလားရလားဘယ်မလဲဒါကြောင့်လူမှာထံကရိုင်းပါလာတဲ့တရားဘာသာစကားပေါ်လာတယ်အဲ့ဘာသာစကားအဖြစ်ကိုစဉ်းစားမိသမျှအကုန်လုံးကိုပြန်ပြီးတော့ဝေငှပေးနေတယ်ကိုအတွေ့အကြံကိုအတွေ့အကြုံနှစ်ခုမှတ်တာကောင်းလေးကိုအတွေ့အကြုံရယ်ကိုအတွေ့အကြံရယ်နှစ်ခုရှိတယ်အဲ့ဒီဟာကိုလက်ဆင့်ကမ်းပေးခြင်းဒီပညာသင်ခြင်းပဲဟာမင်းတို့ဘာအမေဖေကဘာပေးလဲဟဲ့ဓာတ်ရဲ့နော်ရှာမိရဲ့နော်ပူဟဲ့ကောင်လေးစည်းသေးအောင်ချောင်းဆိုးလိုက်တယ်ဒါပေးနိုင်မှာပေါ့ဒါမှကာယိခဝေဘာညာဆိုတဲ့ geometry တို့ဘာလို့ရောက်တဲ့ခါကျသိပေးနိုင်သေးလားမေတက်ရှင်မှတက်မှာပေါ့မေဖေတက်ရှင်မှတက်မှာပေါ့အဲ့ကြဘယ်သူကသိပေးရလဲဆရာမကသိပေးရတယ်ဆရာမကဘာလို့လုပ်ထားလဲဆိုတော့မင်းအဖေမေကိုစားသိပေးတာတရိစ္ဆာန်တွေကြတော့မိဘကိုယ်တိုင်သိပေးတယ်မင်းတို့လူတွေမှာကြတော့တရိစ္ဆာန်မိဘကိုယ်တိုင်မတတ်နိုင်တော့မတတ်နိုင်တော့ဆရာကိုလွှဲရတယ်ဒါကြောင့်မလို့ယတနာသုံးပါးနဲ့ဆရာသမားမိဘအနန္တ၅ပါးထဲမှာဆရာသမားကိုထည့်တာအဲ့ဒါလေရိုးလေးသူကမိဘကိုစားသိပေးတာထားလိုက်တော့သိရှေးကိုမှတူဖြတ်သွားကြိုက်ကောင်းပြီပညာသင်တယ်အဲ့တော့ပညာတတ်တော့ဘာဖြစ်လဲပညာတတ်တဲ့အခါကျတော့သူများတဲ့အကျိုးအကြောင်းပိုသိတယ်လာပြီနော်ပြန်ပြီးတော့ခေါင်းကစာပြန်ကောက်တော့မယ်နော်အကြောင်းအကျိုးပိုသိတယ်အကြောင်းအကျိုးပိုသိတော့အကြောင်းကိုပိုသိတော့အကျိုးကိုဆင်ခြင်နိုင်တယ်တခုတည်းကျွန်တော်ပြောအတွေ့အကြုံနဲ့အကြောင်းပြောကျွန်တော်ထိုင်ငယ်ကတွေ့ဘူးတဲ့ဆောက်ကျွန်တော်ကတောင်တွင်းကြီးရပါတောင်တွင်းကြီးရဲ့တောင်ဘက်မှာဆက်သွားဆိုတဲ့ကားအဲ့ဆက်သွားတဲ့တောင်ကြီးလာတဲ့ကားရှိတယ်စစ်ပြီးစားပါအဲ့မှာကလေးတယောက်ကတော့ဟိုဆက်သွားရဲ့အရှိဘက်ကတောကြည့်လက်ကကလေးသူကမြို့ကိုလိုက်လာတာ
မိဘတွေနဲ့တူလိုက်လာရင်ကနေပြီးတော့မှအုတ်ထုပ်ကလေးဆောင်းထားတော့အုတ်ထုပ်ကဘုံဆိုလေလွင့်ပြီးတော့မော်တော်ကားပေါ်လေလွင့်ကြပါသူ့အုတ်ထုပ်ကောက်ချင်လို့မလို့ကားပေါ်ခုံးစင်းတာသူကလှဲထင်နေတာသေရောနေရတယ်ဒီကားဒီလိုပြုနေစက်အတွေ့အကြုံသူမသိဘူးမိဘကနေအတွေ့အကြုံသိတဲ့မိဘကနေဆွဲဖို့အချိန်မရလိုက်ဘူးခိုင်းချင်သေရောအဲ့တော့အတွေ့အကြုံစားဘလောက်ကြောက်ဖို့ကောင်းလဲအဲ့ဒီအတွေ့အကြုံကိုပြန်ပြီးသိပေးတယ်လို့မရှိရင်သေတောင်သေတတ်တယ်လို့ပြောတာအခုဒါကြောင့်မလို့သေတာတွေအများကြီးဖြစ်နေတယ်ပေါ့ဥပမာဆိုတော့ AIDS တို့ခုနာမည်ကြီးနေ HIV တို့ AIDS တို့စာတွေကအဲ့အများကြီးသေနေတယ်အများကြီးဖြစ်နေကြတာပဲခုဒါကြောင့်ကျွန်တော်ဆောင်းမရေးတယ်ဒီဈေးကွက်ဆိုတဲ့ channel ထဲမှာကျွန်တော်ဒါတွေရေးနေရတယ်ဘာလို့ဆိုဘယ်လိုကုရမှလည်းမသိဘူးဘယ်လိုကုနာမှကုမှလည်းမသိဘူးဘယ်လိုရက်တည်နေရတယ်ဆိုလည်းမသိဘူးဟုတ်လား ARD ဆိုစီရှိတယ်ဆိုလည်းသူတို့မသိဘူးဒါပြောချင်တယ်ဒီဗျခေါင်းတော့ဗျပညာသည်ပြင်လင်းအသက်ကိုညံဆောင်တယ်အဲ့ညံကိုထိန်းကွပ်ထားတာပညာဒါကြောင့်ပညာသိရတယ်ပညာဆိုတာဘာလဲအကြောင်းကိုသိခြင်းအဲ့အကြောင်းကိုသိအောင်ဘာလို့ပညာသင်ပေးရတယ်ဘယ်သူကသင်ပေးလဲမိဘကသင်ပေးတယ်နောက်ဘယ်သူကသင်ပေးလဲဆရာကသင်ပေးတယ်ပညာသင်တယ်ဆိုတာဘာလဲပြန်တွေ့တယ်အတွေ့အကြုံနဲ့အတွေ့အကြံကိုလက်ဆင့်ကမ်းခြင်းဒါပညာသင်ပေးတာပဲရတယ်နော်ကောင်းပြီကျွန်တော်ဆက်ကြအောင်လို့အဲ့တော့ပညာသင်ပေးတဲ့ဥစ္စာမှာခုနကပြောတယ်ဆိုစကားနဲ့သင်တယ်လို့ကျွန်တော်ပြောခဲ့တယ်စကားနဲ့သင်လိုက်တဲ့ဥစ္စာမှာခုစကားကျွန်တော်ပြောတယ်ဆိုတော့ကျွန်တော်ကြားတယ်အသံပဲကြားတယ်စကားပြောတာဒါပေမဲ့အဲ့ဒီဥစ္စာကိုလူကဘယ်လောက်ထိအောင်တော်လာလဲဆိုတဲ့ခါကျတော့ written ခေါ်တာပေါ့အရေးအခရာနဲ့တိကတာပြတာတဝေထိုးရကောက်ကြီးထားရဖတ်လိုက်တယ်ပါပြန်ရေရှိသလားသူဒီပေါ်မှာရေးတာအခရာပဲခုကျွန်တော်ကနေပြီးတော့စာရေးရေးပေးလိုက်မယ်ခန္ဓာမှုပြန်တော့အော်ပီဂျောတော့ပေးစမ်းပဲအော်ပီဂျေကြီးမှာရေဖတ်လိုက်မှာဟာဆရာရေလို့နေပြီရပြီးမှာပေါ့ကြည်စားသင်္ကေတပဲအဲ့စားဆိုတာဟာအတန်ရဲ့သင်္ကေတပဲစာရေးတယ်ဆိုတာကိုပြောချင်တဲ့စကားကိုအခရာနဲ့ရေးလိုက်တာပဲအဲ့ဒါကြောင့်မို့လို့ဆရာအရေးကြီးတော့မယ်နော်အဲ့ဒီဒါကြောင့်မလို့စာသင်တဲ့ကြောင်းများများရှိလေလေအဲ့မြို့ကောင်းလေလေအဲ့ဒီစာသင်ကျောင်းကိုအားပေးလေလေအဲ့မြို့ထုံးကားလေလေအဲ့ဒီနောက်ဆက်တဲ့တော့စာကြီးတိုက်ဟောဒီမှာဝိဇ္ဇာတမ္ပရာစာကြီးတိုက်ခုနဆရာတော်ဦးမေးရသေးတယ်တမ္ပရာအခါခတ်သိမ်းစာလေးရှိရဒါပါဆိုပြည်စုံရင်ဝိဇ္ဇာတမ္ပရာဆိုအသိဖြင့်ပြည်စုံတော့ပေါ့စာကြီးတိုက်တယ်ကျွန်တော်တို့တိုင်းပြည်ကခက်ပုံကနော်ဒါဆရာတော်ဘုရားတို့ဗျာဒီတော့ခွင့်လွတ်ပါဗျာပြီးတော့ပြောရတော့မယ်ကျွန်တော်ရွှေတုံဘုရားကြီးသွားပြီးရွှေချတယ်ခလေးတွေစာကြီးတိုက်ကိုစာအုပ်လှူရကောင်မှမသိတဲ့တိုင်းကြီးနှလုံးသားမှာဘုရားတည်ရတယ်လူငယ်တွေကိုရွှေချမှအနာဂတ်တောက်ပါတယ်ဘုရားတွေတည်လိုက်တာဟိုအင်ဒိုနီးရှားတို့စင်ကာပူတို့အဲ့ဒီမှာအကုန်လုံးဖရားတွေတည်ခဲ့တာပေါ့အခုကျမွတ်စလင်ကြီးဖြစ်နေဘယ်မလို့ဘုရားဘာသာပြတိုက်ဖြစ်နေအဲ့ဒီဖရားတွေကပြတိုက်ပဲတိုးရစ်ပေါ့နိုင်ငံသားတွေလာရင်ပိုက်ဆံတောင်းစားတဲ့နေရာပဲဖြစ်တယ်စင်ကာပူဆိုတာတော့မှစင်ကာပူဆိုတာဗမာလူပဲပြောတယ်တိန်ကပူရာတိန်ကဆိုတာချင်းသိပူရာဆိုတာမြို့ချင်းသိဥကောင်းတဲ့ဒူတော်မြို့ဆိုတဲ့ပဲရှိတယ်ကွာလာလမ်ပူရာအကုန်လုံးပူတွေအဲ့ဒါတွေအကုန်လုံးကဗုဒ္ဓဘာသာတွေကြီးပဲဗုဒ္ဓဘာသာဖြတ်ကျက်သွားတဲ့ခါကျဘုရားနေသာသနာပြုလို့ကိုယ်တိုင်ကိုယ်ဌာနလွတ်တဲ့ခါမှာဟိုးအိန္ဒိယပြည်တောင်ကျောင်းအိန္ဒိယပြည်မြောက်ကျောင်းမြောက်ခီးတောင်ခီးပေါ့ဟိုးမြောက်ခီးကမဟာယာနဖြစ်သွားတယ်တောင်ခီးကထေရဝါဒဖြစ်သွားတယ်တောင်ခီးကသွားလွယ်တယ်ဟောဆိုတီယိုကျွန်းရောက်တီယိုကျွန်းကဆိုလှေနဲ့ဆိုတော့လွယ်တာပေါ့ဘာမှအတားဆီးမရှိဘူးဟိုးမြောက်ခီးကသွားတဲ့ဘုန်းကြီးတွေကြတော့ဟိုးမှာဟိမွန်တာတောင်ကြီးကျော်ရတာကျော်ရတဲ့ခါကျအဲ့ဘုန်းကြီးတွေမှာသိဒုက္ခရောက်တာအင်မတန်ဒုက္ခရောက်တဲ့ခါကျတော့အဲ့မှာမဟာထေကြီးတွေလို့ခေါ်တယ်ကျွန်တော်အဲ့မဟာထေကြီးတွေဆိုခွင့်ပန်တာသူတို့ကရေထုံကျင့်တယ်ဆိုတာရေအောက်ကနေပြီးတော့ကျင့်တာပေါ့ဗျာရေကတော့အောက်မှာအငုတ်ခံနေခုကျွန်တော်ခမရတို့နားလေတော့အတွင်းအားကျင့်စဉ်ပေါ့ဗျာအဲ့ဒါပဲကျွန်တော်ရှင်ဗျာတပည့်တော်တို့မှာအတွင်းအားကျင့်စဉ်တော့ယူရစီတပားသူရဲ့အသက်ကိုတော့မတတ်ပါဘူး
သို့တော်လည်းအတွင်းကကျင့်နေတဲ့ရန်သူတွေခုကနေတော့လုတ်ခွင့်ပေးပါဗျာဆိုခွင့်တော့မှမဟာထေကြီးကနေခွင့်ပြုတယ်မှာသွားတဲ့ခါကျတရုတ်ပြည်ရောက်သွားတာအဲ့တရုတ်ပြည်ရောက်သွားတဲ့ခါကျဘယ်ဒေသရောက်လဲဆိုတော့သူကမဟာထုခုနကပြောတဲ့ထေရဝါဒပေါ့ခုနဟိုမဟာယာနပေါ့အဲ့ဒါနဲ့ရောက်သွားတာရောက်သွားတဲ့ခါကျမှတရုတ်ပြည်မှာဘယ်သူနဲ့သွားတယ်တရုတ်ပြည်ရဲ့အရေးလက်သီးလို့ခေါ်တယ် shadow box သိလားဟောပြကြ shadow box ဒီဘာမှမပါဘူးလက်သီးအားဆိုင်ပြီးထိုးတယ် shadow box လို့ခေါ်တယ်အရေးလက်သီးလို့ခေါ်တယ်အဲ့ဒီကနေသွားတွေ့တော့မှသူတို့အတွင်းအားနဲ့ shadow box နဲ့ပေါင်းလိုက်တဲ့ခါကျမှအဲ့ဒီမှာတိုင်းတစ်မျိုးဖြစ်သွားအဲ့ဒီဒေသကဘာလဲဆိုတော့ရှောင်းလင်လို့ခေါ်တယ်ရှောင်းလင်ဆိုအဲ့ဒါအဲ့ဒီမဟာယာနဘုန်းကြီးတွေလုတ်သွားတာအဲ့ဒီရှောင်းလင်ကနေပြန်သွားတဲ့ခါကျမှဟိုးပဲရောက်သွားတဲ့ခါဘယ်သွားဂျပန်ပြည်ရောက်တယ်ဂျပန်ပြည်ဘယ်ရောက်သွားဆိုခါရာတေးဆိုတဲ့နေရာရောက်သွားတယ်ဒေသနောက်ကြကိုရီးယားရောက်တော့ကိုရီးယားမြောက်ပိုင်းရောက်တော့ဘယ်ရောက်သွားဆိုတိုက်ကွမ်ဒိုဆိုတဲ့ဒေသရောက်တာအဲ့တိုက်ကွမ်ဒိုရဲ့ခုနခါရာတေးရဲ့အဲ့ရှောင်းလင်ရဲ့အဲ့ဒါတွေကိုတော့အိန္ဒိယပြည်သွားတာကြီးဘယ်ရောက်ကုန်မှလည်းမသိပါဘူးဟောပြီကြီးငါလည်းဘယ်ရောက်ကုန်မှမသိတော့ပညာသင်တာကနေရှောက်ပြောတာထားလိုက်ပါတော့အဲ့ပညာကိုသင်တဲ့ဥစ္စာမှာခုနကတစ်ဆင့်ကစာနဲ့ရေးသင်ရတယ်စာနဲ့ရေးတော့မှပိဋကတ်တော်ဖြစ်လာအဲ့ဒီပိဋကတ်တော်တောင်မှပထမဆုံးဆရာတော်တို့သိပြီလားမင်းတို့သိမှာမဟုတ်ကလေးတွေပြောတာပထမဆုံးသံဃာနာတင်တော့နှုတ်နဲ့သံဃာနာတင်ရတာအဲ့မှာဗုဒ္ဓဘာသာကိုဖျက်ဆီးလို့မလို့ဟိန္ဒူဘာသာဖျက်ဆီးလို့မလို့အဲ့ဘုန်းကြီးတွေဟာသဲဘူးထဲမှာလှိမ့်ပြီးတော့အဲ့ပိဋကတ်ကိုပြန်ခဲ့ရနှုတ်တိုက်ပြန်ခဲ့ရတာပြန်ပြီးတော့မှနောက်ဆုံးတတိယအကြိမ်ကျမှသံဃာနာတင်လို့ရတယ်စတုထအကြိမ်ကျတော့မှကြောက်တဲ့အခရာတင်တယ်ပြစ္စမအကြိမ်တင်မယ်လို့တဲ့ခါကျတော့ဒီဟိုပြစ္စမအကြိမ်မှာတင်တယ်လေဟုတ်လားကြောက်တဲ့အခရာသတ္တမအကြိမ်တင်မယ်လို့တဲ့ခါကျပိဋကတ်သုံးပုံပြန်နိုင်တဲ့ဘုန်းကြီးမရှိတော့မှပိဋကတ်သုံးပုံနှုတ်တိုက်ပြန်နိုင်တဲ့ဘုရားမရှိဘူးဆိုတဲ့ပြောတဲ့ခါကျတော့မှအရှင်ဝိစိတ္တသာရဘိဝန္တပြီးတော့တာဝန်ယူရမယ်ခင်ဗျာပြီးတော့လုပ်ပါမယ်အဲ့ဒီမှာသူပြန်တော့မှခုနကသံဃာနာဖြစ်သွားတာသံဃာနာဆိုရွတ်နိုင်တဲ့အစအဆုံးပိဋကတ်သုံးပုံအစအဆုံးရွတ်နိုင်တဲ့သူရှိမှဒါကြောင့်မလို့အာနန္ဒာရှင်အာနန္ဒာသိအောင်ဖို့ကောင်းတယ်ပြီးတော့ရှင်အာနန္ဒာမှာသိအောင်ဖို့ကောင်းတာတို့ literature နဲ့ပြောလို့ရှိမှာပေါ့ယတ္တစာပေသဘောနဲ့ပြန်ရှင်အာနန္ဒာကလေမင်းပိဋကတ်သုံးပုံတင်တဲ့အခါမှာသူ့စကားမပါဘူးနော်သူ့အတန်မပါအောင်ပြောတတ်တယ်ဟာသိအောင်ဟောတာဒါမင်းမလို့ပြောကြတော့ကိုက်ထားပါတော့ကွာအော်ဘီဂျင်ကဆိုပြောနေမင်းတို့နဲ့တခြားစီဖြစ်ကုန်ပြောချင်တာအဲ့ဒီလိုလုပ်ခဲ့ရအဲ့တော့ပြောချင်တာကတကယ်ကိုမြို့ကိုချစ်လို့ရှိရင်ဖယားကိုရွှေချတဲ့ဥစ္စာချပါကောင်းပါဂုံယူပါလေဒါမဲ့လို့လူငယ်တွေကိုရွှေချဖို့လေလူငယ်တွေကိုရွှေချဖို့ဘာလို့ဖို့လဲဆိုတော့ဟောဒီစာကြီးတိုက်အခုမြို့တွေမှာကြီးစံကြည့်တယ်ခုမင်းတို့ပြောလိုက်ငါမြို့ထဲမှာလုပ်ခဲ့တဲ့ဥစ္စာကြီးငါတောင်ကြီးမှာငါစားလုပ်ခဲ့တာပြောရမှာပေါ့စိတ်နာစရာကောင်းတာတွေဟောတယ်ပြီးတော့မှဖမ်းချုပ်ခြင်းလဲချုပ်ပေါ့ဒါမှချုပ်စရာလည်းမရှိတော့ဘူးသူအရှိနဲ့အမရှိတော့ချုပ်မှာမဟုတ်ဘူးအဲ့မှာတောင်ကြီးမှာငါစာကြီးတိုက်မရှိဟိုးရှေ့ခေတ်တုန်းကအင်္ဂလိပ်ခေတ်တုန်းကစာကြီးတိုက်ရှိမရှိတဲ့ခါကျတော့တထေးတွေကြီးတနေ့မှကြောက်ဒီလိုပဲညစာပေါ့ငါစာပြီးဟောပြောလဲမို့အဲ့ဒီမှာရောက်သွားရင်ထွန်းနေတော့အဲ့ဒီမှာနေဦးလို့ချင်းနိုင်လို့မင်းဟိုကောင်းနေပါနဲ့တပည့်လေးသိချမ်းသာတဲ့ကောင်းနေမင်းတို့ချမ်းသာတယ်လို့ငါပြောမယ်စာကြီးတဲ့ဖြစ်အောင်လှုပ်ဆမ်းပါအဲ့မှာမြို့နယ်ဥက္ကဋ္ဌဖြစ်နေတဲ့ဥလှကြိုင်ဆိုတာပါတယ်ကိုလှကြိုင်လည်းပါတယ်သူကအရင်ကတည်းကသိရဘူးတဲ့ကိုလှကြိုင်လို့ခင်ဗျမြေနေရာပေးတော့လို့မြို့အလယ်ကိုပေးစီခြင်းနဲ့ပေးမလားကျွန်တော်ကြိုးစားမယ်ပေးစမ်းကွာလို့ဟဲ့ရောမင်းတို့ငါအောင်သိတော့စာရေးဆရာတော်စာလေးရေးပြီးသမင်းစားတာချမ်းသာတော့ဟောဒီမှာငါငွေတစ်သိန်းပေးတယ်ကွာမင်းတို့သိမ့်မောင်းများစွာချမ်းသာတဲ့ကောင်မလုံနိုင်ဘူးလားဆိုခြားတော့အဲ့ဒါမှပြောနဲ့၄၅၆သိန်းအခုစာကြီးကြီးဟိနေပြီကွန်ပျူတာ၃လုံးရှိတယ်စာကြီးရိုက်ဖြစ်ပြီဆိုလို့ရှိရင်တတိထားအရေးအကြီးဆုံးချက်ကစာကြီးရိုက်မှုခန့်ရတယ်စာကြီးရိုက်မှု2000ပေးရ3000ပေးရအချိန်ပိုင်းနဲ့ခန့်လိုက်တာမခန့်လို့ရှိရင်အဲ့စာကြီးပြက်ပြီးတော့အောင်းပြီးတော့ဟိုကောင်ကငှားသွားပြန်မပေးဒီကောင်ကပြန်မယူလာနဲ့ပြီးတော့စာကြီးရိုက်မှုခန့်ရတယ်သူ့တာဝန်ရှိတယ်အဲ့လိုခန့်ရတယ်ပထမဆုံးတစ်ချက်ကစာကြီးရိုက်မှုခန့်ရတယ်နော်စာကြီးရိုက်နေရာရှိရတယ်နောက်ဒီတဲ့ပို့ပြီးကောင်းတဲ့ဥစ္စာအဲ့ဒီစာကြီးရိုက်နားမှာကစားခွင့်ရှိရင်ကောင်းလို့ခလေးကစား
ခဲနေတဲ့ကိစ္စကျွန်တော်လူကြီးတွေကခလေးတွေကြကမြင်းညောထားတယ်လူကြီးကြအားကစားတယ်တစ်ချက်တည်းကျင်းဝင်ဆိုတရင်စာတဲ့တော့ပါလိုက်တယ်တစ်ချက်တည်းကျင်းဝင်တော့ပါစဘာအထွက်တူးတော့ရတယ်ဒါမှတရင်စာအဲ့ဒါထည့်ပြီးတယ်လူကြီးကြအားကစားတယ်ခလေးကြကမြင်းညောထားတယ်ကမြင်းညောထားမှာပေါ့ကမြင်းညောဆိုသိစမ်းရှိတာမဟုတ်ဘူးတကယ်ခင်ဗျားတို့သိချာစဉ်းစားကြည့်ဖို့ကျွန်တော်ပြောမယ်အကုန်လုံးကိုဗျာတခါကျွန်တော်အပေါ်ကနေတက်ပြီးဆရာလုံနေတယ်ဆိုလို့ရှိရင်ပြောတော့ဗျာနောက်မှခင်ဗျားတို့ကြုံမခေါ်နဲ့တော့ခင်ဗျာခလေးကကမြင်းရမှာဘာလို့ဆိုတော့ तू ကလူမားဒီလိုဟိုဆရာတော်ဒေါက်တာယေဝရပြောလို့ပဲဒေါက်တာယေဝရဟိုဘာမင်ကန်ဆရာတော်ခေါ်တော့သူနဲ့ကျွန်တော်ကအင်တာဗျူးလုပ်ပြီးတယ်အဲ့ဆရာတော်ဘာပြောလဲဆိုတော့ဒကာကြီးဥအောင်တင်ဟာကျုပ်ပြောမယ်ရုပ်နဲ့နာနဲ့ကျုပ်ပြောနေတာရုပ်ရဲ့နာရဲ့ကိုမရှိဘူးဖြစ်တယ်ပြက်တယ်ဖြစ်တယ်ပြက်တယ်အဲ့အစင်လေးပဲရှိတာတော့လေသူပြောတာလေကျွန်တော်လက်ခံတယ်ထားလိုက်ပါတော့ဒါနိဗ္ဗာန်ရောက်ကြောင်းနေရောက်သွားလိမ့်မယ်ဒါကိုရောဘုရားတို့ဆက်စင်လာလိမ့်မယ်အောင်သိကိစ္စမဟုတ်တော့ဘူးဖြစ်တယ်ပြက်တယ်မှန်တယ်ဒါမှခလေးကြတဲ့ခါကျတော့ဖြစ်ပြက်ဖြစ်တာသုံးပြက်တာတစ်ချက်သူကဖြစ်တာများနေတော့အကောင်ကြီးလာတာပေါ့အကောင်ထွားလာတာပေါ့ပိုးစားနိုင်တယ်ပိုးအိတ်နိုင်တယ်အားခွန်လာတတိယတိုးလာဟောဆိုဖြစ်တာသုံးချက်ပြက်တာတစ်ချက်ဖြစ်ပြက်အဲ့တော့ဖြစ်တာများလာတဲ့ခါဘာကြောက်ဆိုတော့သူ့မှာ energy လို့ခေါ် energy ဆိုတာအင်္ဂလိပ်လိုပြောတာဗမာဆိုစွမ်းအင်ပေါ့နော်စွမ်းအင်ပေါ့အဲ့ energy ကများလာအဲ့စွမ်းအင်များလာတဲ့ခါကျဖြစ်တာများလာတဲ့ခါကျဒီကောင်ကဖြစ်တာများနေတဲ့ခါကျဒီကောင်ခြေထောက်တွေကငြိမ်လို့ကိုမရဖြစ်တာများနေတော့ရွာစီဖြစ်လာဒါအဲ့ခလေးတယောက်ရွာစီပြန်ဒိဗေရှိတယ်ခလေးတယောက်ငြိမ်နေလို့ရှိရင်နေမကောင်းလို့အဲ့ဒီကောင်ဖိတ်ကူပြီးတော့မငြိမ်ရဘူးခလေးဟာရွာစီဖြစ်နေတာဒါမှရွာစီလည်းဖြစ်တယ်နေလေကောင်းရဲ့တန်းနဲ့အခန်းထဲမှာငြိမ်နေပြီဆိုရင်အဲ့ကောင်သတိထားအထဲထဲမှာနိုင်ပြက်နေလားပါတခုဖြက်နေတယ်အဲ့ဒါသတိထားဒါသဘာဝမောင်ရင်တော့မတွေ့ဘူးလားအခုအောင်သေးပြောနေတာတခုမှအဆမ်းမပါဘူးမောင်ရင်တို့အိမ်ထဲအကြောင်းတွေငါပြန်ပြောနေတာဖြစ်တော့ရွာစီပေါ့ဒီမဲ့ခလေးကြည့်ပါလားမှတ်သားထားပါတော့သူတို့ငယ်တော့လည်းမထားအလီတိုင်ရတယ်ပေါ့ဗျာဟောနေလီတိတလီနေငါးလေး30နေရောက်လေးစနေတိုက်တယ်ဆိုအဲ့ဒါတိုင်တယ်ဆိုတာရိုးတိုင်လို့ရလားခင်ဗျတကယ်တမ်းခလေးတွေအလီတိုင်နဲ့သွားကြည့်နေချာလီဆဲနေခေါနလီဆဲလေးဟုတ်ကောလှတူပါသေးတယ်ဟာသူကရွာစီပြင်တာသူကခုနပြောတဲ့အပူစွမ်းအင်တွေထွက်ဟုတ်လားအဲ့ဒီကနေရောနောက်ကြတော့ဖြည့်ပြက်ဟောဖြည့်ပြက်ကနေဖြည့်ပြက်နောက်ကြဖြည့်ပြက်နောက်ကြဖြည့်ပြက်ဟောအောင်တဲ့နေကြဖြည့်ပြက်ဟာလာသွားပြီအဲ့ရတဲ့လဲနေပြက်တာနှစ်ချက်လေဖြစ်တာတစ်ချက်ကဲအဲ့တော့ခလေးကစားနေရမှာနောက်ပြီးတော့ခလေးကစားတယ်ဆိုတဲ့ကိစ္စခင်ဗျားတို့ပေါ်တီပေါ်စထင်းနေတယ်ခလေးတွေကစားတယ်သိအတိတ်ပဲရှိတယ်သူတို့ကစားခွင့်ကိုပေးရမှာခင်ဗျာခလေးတွေထုတ်စီးထုတ်တယ်ဘာလို့ရတာပထမဆိုစီးဆွဲရတာဂျင်ပေါက်တယ်ဘာလို့စီးဝမ်းရတာအဲ့ဒီစီးအပြင်ထွက်ရင်ဘယ်လိုစီးအတွင်းဝင်ဘယ်လိုအဲ့ခေါင်းစည်းကိုထိရင်ဘယ်လိုအလျားစီးရထိဝင်ဘယ်လိုကိုစီကဒီစီးရန်ကိုခလေးတွေဆွဲတာအဲ့ဒီတိုင်းပဲဂျင်ပေါက်တယ်အပြင်ထွက်သွားဆိုဒီကောင်ခံဆိုခံမယ်ဘာမှပြောမနေခံလိုက်ပဲကိုကဂျင်ထွက်သွားတာဟုတ်သူကခလေးတွေဆိုခလေးတွေကသူတို့ဆွဲတဲ့စီကံသူတို့လိုက်နာတယ်လူကြီးတွေကသာကိုဆွဲတဲ့စီကံမလိုက်နာရင်ရှိရမှာမင်းတို့ငါရိုးပြောတာနော်မင်းတို့လှုပ်တာနဲ့ရာဇဝမှုဖြစ်နေဦးမယ်ငါတကယ်ကိုရိုးလေးပြောတာခလေးတွေကသူတို့ဆွဲတဲ့စီကံသူတို့လိုက်နာတယ်လို့ပြောတာမဟုတ်ဘူးလားကဲလူကြီးတွေမလိုက်နာမသိဘူးလေငါပြောတယ်ဆိုမလိုက်နာမသိဘူးဒါမှခလေးတွေကလိုက်နာကိုဆွဲတဲ့စီကံကိုရိုးသေးတယ်ဟိုကောင်သူ့ဂျင်ခါရဲဆိုပဲ့သွားပါစေပေါက်တဲ့ကောင်ကလည်းဂျင်နဲ့ပေါက်လိုက်ရဆိုမှခါတော့ဘာမှလည်းဆိုင်တာမဟုတ်ဘူးပြန်စဉ်းစားကြည့်ခင်ကိုဂျင်နဲ့ပေါက်လို့ကိုဂျင်ခြေတော့ကနေပြောပေါက်ချင်းတန်ညုံပေါက်ထိပြီးတော့ဟိုကောင်ဂျင်များစိုက်ခင်ပဲ့သွားတယ်ဟာကောင်းလိုက်တယ်ကွာအမေဂျင်နမ်းလိုက်သေးတယ်နန်းတော့ဘာအရသာရှိဘူးမွေးတာလည်းမဟုတ်ဒါပေမဲ့သူတို့မှအောင်နိုင်ရင်ဘာလို့ဆိုလူဟာလား we want to conquer လူဟာအောင်နိုင်နေတယ်နော်အောင်နိုင်ရတဲ့ဥစ္စာလူကအရသာဒါကြောင့်မို့ခလေးတွေဟောလို့ကလေးမျိုးပေါ့တက်တာတွေ့ဘူးလိမ့်မယ်
မရရအောင်တက်ထားအတိတ်တက်ပြီးလဲပြီးရောပြန်ဆင်းတော့မဆင်းနိုင်တော့အဲ့ကြမှာអော်တော့တာဘာလို့ဆိုတက်ထားနဲ့ဆင်းတာသိခက်တယ်တက်ထားလွယ်မဆင်းနိုင်ရင်မော်လို့ကြီးကြသွားတယ်ကျွန်တော်ပြောတာဟုတ်လားခင်ဗျားတို့သစ်ပင်မှာအတက်နဲ့အဆင်းမှုပါလိမ့်မယ်တက်ဖူးပါလိမ့်မယ်ကျုပ်လည်းတက်ဖူးတယ်ဆင်းလို့ရှိရင်ခင်ဗျာဟာခြေတော့ကဟိုစမ်းလိုက်ဒီစမ်းလိုက်နဲ့ဘယ်နေရာဆန်းလိုက်ရမှာမသိဘူးခင်ဗျာခြေကားပါရင်တော့တမျိုးပေါ့အဲ့တော့တက်ရတာသိခက်တယ်လို့မထင်အောင်ဆင်းဖို့ကြတော့လိမ့်မကြအောင်လုပ်ရတယ်သိခက်တယ်အဲ့တော့ကလေးတွေအဲ့ကြအော်ပြီးဒါကြောင့်မို့ကလေးတွေကျွန်တော်ပြောတာအပြစ်မတင်နဲ့သူတို့ကိုသတိထားပါကစားကွင်းလုပ်ပြီးပါစာကြည့်တိုင်းနဲ့ကစားကွင်းကနီးရမယ်အေးအောင်ကလေးတွေပါလားလာတယ်ဆရာတဲ့ဘယ်နဲ့နေလို့တော့နည်းနည်းတော့သိခံရတာပေါ့ဆရာရဲ့တဲ့ဘယ်လိုသိခံရလဲကလေးကဆော့လို့လားမဟုတ်ဘူးတဲ့တခါလေးကသမီးကအမှန်တမ်းပြောရှင်9 နာရီဆိုသမီးစာကြည့်တိုင်းပြေးရမယ်ပြန်ရမယ်တဲ့ဒါမှမဟုတ်တခါလေး9 နာရီထိုးသည့်ချိန်ခေါင်းအဲ့ကလေးတွေဒီတော့အမခဏလေးတော့ကျွန်တော်မပြီးတတ်သေးလို့တော့အမခဏလေးနော်ခါလေးရရဲ့သူတို့ခဏလေးကိုကသိခံရတာပေါ့တဲ့တခါလေးနိုင်ဝဲလောက်ကြတယ်အေးပေါ်သမီးရေကုသိုလ်ရတယ်လို့အောက်မိပါရုပ်ပြီးတော့ကြာစာအုပ်တရားဟာဆရာသိအောင်ဆရာကောင်းတာသမီးတဲ့စီတဲ့ဥစ္စာမယ်သမီးတဲ့ညီတယ်ညီညောက်ထပ်တာပြီးကြတယ်မှာတခါဒီပစ္စည်းတွေအကုန်လှည့်ပြီးတော့ဖြားတွေပါလေအကုန်လုံးသိပြီသူတို့လောက်သွားတာတော့တဲ့သမီးတစ်ခါမှမလုပ်ပါဘူးဟာကြည်လားသူတို့တာဝန်ကိုသူတို့သိလာတယ်တစ်ဖက်သားကိုအခွင့်အရေးတောင်းတယ်အဲ့အခွင့်အရေးရကိုတော့ကစားနည်းနည်းထပ်ကြည့်ပြစီလို့အခွင့်အရေးတောင်းတယ်အဲ့အခွင့်အရေးရအဲ့အမယူသူရောချိပေးတယ်ကလေးတွေနော်အောင်ဆရာသိကောင်းတယ်နော်ဒါကြောင့်မလို့သူတို့ကိုပြောခဲ့တာဖြစ်သမီးလို့ကလေးတွေကိုလူရသွင်းမှာသမီးရဲ့ကလေးတွေကိုလူရမသွင်းလို့ရှိရင်ခွေးရဝင်သွားမှာပေါ့လူရသွင်းရတယ်သူတို့အတိမတ်ပြုရတယ်ကလေးတိုင်းဟာသူတို့အတိမတ်ပြုရှင်မလီသားလေးကလိန်မာလိုက်တာနော်ဖေဖေဆေးဘောလေးယူလာပေးတာဟုတ်လားအမလီလိန်မာလိုက်ဟာဒါရေးကြည့်တယ်ဒါပိုက်ဆံပေးတာတဲ့အရေးကြီးတယ်အသိမှတ်ပြုရတယ်လူချင်းဟာတယောက်ကိုတယောက်အသိမှတ်ပြုခြင်းအပြင်ရှင်သန်နေကြတယ်ဆိုတော့သဘောပေါက်ပါဒီလိုပါဇက်ကနေ thank you ဆိုမျိုးလုပ်ပါတယ် thank you ဆိုတော့ဟုတ်ပါတယ်မှန်ပါတယ်အသိမှတ်ပြုတာဒါမလို့ပြောရတာပေါ့ခု OBJ ဆိုရင်လည်းဒီလိုပြောကြည့် OBJ ကျေးဇူးတင်တယ်ခုမဲ့ခုဖရဲအကောင်ဟိုကောင်ကပ္ပိယလို့ခေါ်တယ်အဲ့ကပ္ပိယတိတ်နိုင်ဆိုသူဒီအောင်လာတယ်ကျွန်တော်စီလိုက်ကျွန်တော်အသိမှတ်ပြုတယ်သူဒါအသိမှတ်ပြုတာပဲရေးကြည့်တာအဲ့တော့ပြန်ပြောချင်တာစာရေးလိုက်ဖွဲ့ပါနောက်ပြီးတော့လူတွေကနော်ကျွန်တော်ရွာတော်ကိုစမ်းကြည့်ပြီးလုပ်ကြည့်တယ်ဖြစ်မလားမသိသေးဘူးပြီးွားကြုံမှာပဲကရွာအင်ဂျီဘယ်လောက်ရှိလဲလို့ပြောတဲ့ခါကျအင်ဂျီကဘာလို့ရှိ2000ကျော်လောက်ရှိမိသားစုဘယ်လောက်ရှိလို့ပါမိသားစုကတော့2000ကျော်မှာပေါ့ဆရာတဲ့မင်းလို့အဲ့မိသားစုတစုဒီစာရေးလိုက်တော့ကိုတလောက်ကိုလို့ပြောလို့လက်ဖေးတစ်ခွက်ဖိုးပေးပါလို့တော်ပြီပိုးမတောင်းနဲ့နော်လို့နှစ်ခွက်ဖိုးမတောင်းတလောက်ကိုလက်ဖေးတစ်ခွက်ဖိုးပဲပေးလို့မင်းတို့လက်ဖေးတစ်ခွက်ဘယ်လောက်ပေးအောင်200တဲ့အဲ့200ပုတ်กว่า200လို့သွားမပြောနဲ့နော်လို့လက်ဖေးတစ်ခွက်ဖိုးလှူပါလို့ပြော200ဆိုရင်ပိုက်ဆံဖြစ်သွားတယ်လက်ဖေးတစ်ခွက်ဖိုးဆိုနားတာတယ်ဒါမှသူ့ပြောရဲလက်ဖေးဈေးတဲ့နောက်ထပ်တက်မှာနော်လို့ပြောခဲ့လို့အဲ့ဒါကူကိုင်းစီစမ်းအိမ်အောင်စုကိုကျွန်တော်ပြောမယ်100ရှိရင်တအိမ်ကိုလက်ဖေးတစ်ခု200နဲ့ဆိုအိမ်အောင်စု100ရှိရင်2000ဟုတ်လားကဲတကယ်လို့1000ရှိလို့ရှိရင်2သိန်းပေးစမ်းပါလေစာရေးလိုက်ဘူးနှစ်ယောက်တည်းမကောက်ဘူးကွန်ပျူတာနောက်ထပ်တစ်လုံးနှလုံးဝယ်နိုင်သေးတယ်9လစီကွန်ပျူတာနဲ့ဒါ OBJ OBJ အမေအရင်ကစာအုပ်ထားတယ်ခမည်းစာအုပ်ထားတာဘယ်လောက်ရှိတော့လဲပြန်မပေးဘူးနော်ဟုတ်လားခင်ဗျပြန်ပြီးပါဦးခင်ဗျဂုယူခြင်းအဲ့ဒါပြန်ယူရပါဟာဒီ OBJ ဆိုနေလိုက်တန်းထွက်တယ်ဒါလွယ်လေးရဲ့အဲ့ဒီဥစ္စာလဲတင်းတဲ့ဥစ္စာလဲမခက်ဘူးခုစာရေးလိုက်ကိုလုတ်ကြည့်ဆောင်ပါလားဘယ်သူလုတ်လဲကိုင်းဖះရွှေချလိုက်လို့ရှိရင်ချက်ချင်းကမန်းကရန်နိဗ္ဗာန်ရောက်တော့မှကြာတာနှလုံးသားကြာရွှေမချဘူးလူငယ်တွေရဲ့နှလုံးသားကိုရွှေချမှအနာဂတ်တောက်ပါဖះကြီးရွှေချနေတော့ခုနကပြောတဲ့လူငယ်တွေကိုရွှေမချလို့ရှိရင်ခုနကအင်ဒိုနီးရှားဖះတွေလိုပဲပြလိုက်ဖြစ်သွားတယ်အခုကြတော့တွေ့တဲ့အတိုင်းပဲတောင်ပေါ်မှာဖះတလဲလဲနဲ့အောက်ကချင်းနေရခရိယံဖြစ်နေကြေခွဲစရာထားပါတော့
အဲ့တော့လူငယ်တွေဒီနေ့ညလူငယ်တွေဥတည်ပြီးပြောမှာခု7 နာရီလည်းသိုးပါနေတော့ကြတော့ဟိုကလေးလေးလည်းစိတ်ညစ်မှဆိုတော့အရင်ကဘုန်းကြီးတစ်ပါးတရားဟောတဲ့ခါကျတရားမချတော်နဲ့မချနိုင်တော့မိမတယောက်ကတကသူကလေးရင်ဝင်နဲ့အိပ်ပြောနေကလေးကိုစိတ်ဆွဲဆိုတော့မှသေချင်းစိုးတိတ်နင့်ဖေကခုထက်ဒီတရားမချသေးဘူးလို့ပြောခုလေအဲ့တော့လူငယ်တွေကိုပြောချင်တာမင်းတို့ပညာသင်ပါပညာသင်တဲ့ဥစ္စာမှာပထမဆုံးအချက်ကပေါ့အသက်ရှည်ဖို့တည်းကျမ်းမအောင်နေဖို့လို့ဆိုတာပညာတက်ပညာမတက်လို့ရှိရင်ခု AIDS ဖြစ်တဲ့သူတွေ HIV ဖြစ်တဲ့သူတွေဒီသဘာဝကြီးကမင်း nature strike back ဆိုတာရှိတယ်သဘာဝကပြန်တုတ်ပြန်တယ်မင်းပလေယောဂဟောဟာပလေယောဂကုတဲ့စီပေါ်လာတယ်ဟာကြောက်ယောဂကုတဲ့စီပေါ်လာတယ်ကာလာသယောဂကုတဲ့စီပေါ်လာတယ်နောက်ကျသဘာဝကပြန်ကြည့်ရဆိုတာမင်းကကာလာသယောဂနိုင်လား all right ဒါဖြင့် AIDS ကွာချရတော့ခုဘာလို့မှမသိသဘာဝအမြဲတမ်းတတ်နေတာမင်းကိုသဘာဝတတ်ဖို့အမြဲတမ်းကြိုးစားနေဆိုတာသတိထားပါမင်းပညာရှိဖို့လို့ပညာရှိမှအဲ့တခြင်းကလွတ်လိမ့်မယ်အဲ့ဒါကြက်သဘောပေါက်ပါနားလေလာကိုပြောတယ်ဆိုတာကောင်လေးတွေဟိုကောင်မလေးတွေလည်းပါတယ်နင်တို့လည်းဆိုင်တယ်ဒီကိစ္စအဲ့သဘာဝ nature strikes back သိလား object ကသဘာဝဘယ်တော့မှဆိုပြန်ပြီးတုံ့ပြန်သူကငြိမ့်နေတာမဟုတ်ဘူးမင်းလူတွေကိုအသက်တိုးမတိုးအောင်လုပ်နေမှာပဲသက်တမ်းတကဘာတိအောင်လုပ်မနေတဲ့သဘာဝချမှာတို့ဒီကဘာကိုပြောတာဒီမြင့်ကဘာဆိုရင်တော့မသိဘူးငါမပြောတာတို့ဒီကဘာကတော့အဲ့ဒါပဲ nature strikes back တုတ်ပြန်နေတာပဲမင်းကကာလာယောဂနိုင်တယ်စစ်ဖလစ်နိုင်တယ်ကနိုးနိုင်တယ်ဘာညာရှန်ကာနိုင်တယ် all right ကြောက်ယောဂကုသွားပြီးနိုင်ပြီပလေယောဂကုနိုင်တယ်ကာလာဝင်းယောဂနိုင်တယ် all right မင်း AIDS ကဘာလို့လဲဟာကုဒုက္ခရောက်တဘာဝလာမှာအဲ့ AIDS ကိုနိုင်လို့မို့လို့အဲ့ဒါနိုင်ပြီးလို့ရှင်နောက်တစ်မျိုးလာမှာပဲဘယ်ယောဂမှတော့မသိဘူးလာမှာပဲအဲ့ဒါပဲအဲ့တော့သဘာဝကြီးကပြန်ပြီးတော့မင်းကိုတုတ်ပြန်တယ်မင်းကိုတတ်မဲ့ကိစ္စတွေကိုပညာရှိမှမင်းရှောင်နိုင်မယ်ဆိုတော့သဘောပေါက်ပါလူငယ်တွေကောင်းပြီဒါကြောင့်ပညာကိုသင်ပါအဲ့တော့လူငယ်တွေအဖို့မှာအရေးကြီးဆုံးအချက်ကလေးပြောတော့အဲ့တော့ပညာတတ်ပြီးအသက်လည်းရှိပြီနောက်ပြီးတော့မင်းကိုမင်းလည်းထိမ့်သိမ့်နိုင်တဲ့အခြေအနေရောက်ပြီအဲ့ဒီမှာဘာလို့လာလဲဆိုတော့အသက်ရှင်တယ်ဒါမှလူလိုအသက်ရှင်ဖို့လိုလာတယ်ဒီမှာလာပြီအသက်ရှင်တယ်ဒါမှလူလိုအသက်ရှင်ဖို့လိုလာတယ်အဲ့လူလိုအသက်ရှင်ဖို့ဥစ္စာတွေမှာအရေးကြီးဆုံးအချက်ကြီး၃ချက်ပဲရှိတယ်အဲ့၃ချက်တော့မင်းတို့မှတ်ချင်မှတ်တာစားနဲ့ရေးဖို့မလို့ဒီတိုင်းပါဇက်ကပြောလိုက်မယ်မင်းတို့ခေါင်းနဲ့မှတ်မိသွားလိမ့်မယ်အရေးကြီးဆုံးချက်ကလူမှာတစ်ချက်တာဝန်သိရတယ်နှစ်ချက်တာဝန်ယူဝင်ရတယ်သုံးချက်တာဝန်ထမ်းဆောင်နိုင်ရတယ်နံပါတ်1ကဘာလို့တာဝန်သိရတယ်နှစ်ကဘာလို့တာဝန်ယူဝင်ရတယ်သုံးချက်ကတာဝန်ထမ်းဆောင်နိုင်ရတယ်ဟုတ်လားတာဝန်ဆောင်နိုင်ရတယ်တစ်ကတာဝန်သိရတယ်နှစ်ကတာဝန်ယူဝင်ရတယ်သုံးကတာဝန်ဆောင်နိုင်ရတယ်တာဝန်သိခြင်းဒီကိုခြင်းပဲအဲ့ဒါကိုခြင်းတရားဆိုတာတာဝန်သိခြင်းပဲဘာမှမဟုတ်ဘူးကိုခြင်းတရားဆိုတာတာဝန်သိတယ်မင်းသာသမီလားသာသမီတာဝန်သိမင်းမိဘလားမိဘတာဝန်သိရဟန်းတော်များမှာကြတော့အဲ့ဒီကိုခြင်းဟာသိများလုံးအကြီးလို့229သောသိခါဘူးဆိုမင်းတို့ကြားဘူးလိမ့်မယ်ကိုရင်ဆိုရင်လည်းပဲအဲ့တိုင်းပဲဟုတ်လားကိုရင်လေးကစပြီးတော့သိခိရလို့ခေါ်တယ်စားတာတောက်တာအစသူ့တာဝန်လေးနဲ့သူသိရတယ်စပုကာရကန်ဆဆအတံပြုလေးနဘောစိတ်တမီမစားသူကာရကန်ရှုပ်အတံပြုလေးနဘောစိတ်တမီမစားသူပါလာတာဝန်အဲ့မှာသူတို့ကြတော့ပိုးများတယ်တို့လူတွေမှာကြသူတို့တော့မများဘူးညားလောက်လည်းမများဘူးကိုယ်လောက်လည်းမများဘူးဒါမဲ့မင်းမိဘတာဝန်သိရမယ်ကျောင်းသားတာဝန်သိရမယ်မင်းကျောင်းဆရာပြန်ကျောင်းဆရာတာဝန်သိကိုတာဝန်ကိုသိခြင်းသည်ကိုခြင်းတရားပဲတာဝန်မဲ့လို့ရှိရင်ကိုခြင်းတရားမဲ့သွားတယ်အဲ့ဒါမှတ်ထားတာဝန်သိခြင်းသည်ပါတော့ကိုခြင်းနော်တာဝန်သိခြင်းသည်ကိုခြင်းတာဝန်ယူဝင့်ခြင်းသည်တတ္တိအဲ့တတ္တိမရှိတဲ့ကောင်ကတာဝန်မယူယောက်ျားတယောက်ဟာမိန်းမယူလိုက်ပြီဆိုလို့ရှိရင်သူ့မှာအလိုလိုနေရင်တာဝန်ရှိတာအဲ့ဒီမိန်းမကိုလှုပ်ကြွေးရမယ်ပထမဆုံးနေ့ချက်ကမွေးလာတဲ့သားသမီးကြွေးရမယ်အဲ့ဒီတာဝန်မဲ့သောမိဘရဲ့သားသမီးဖြစ်ရခြင်းဒီငရဲ
တာဝန်မဲ့သောသားသမီးရဲ့မိဘဖျားခြင်းစီလေငရဲဘာမှမကောင်းဘူးတာဝန်မဲ့သောမိဘရဲ့သားသမီးဖျားခြင်းစီလေဆင်းရဲခြင်းတာဝန်မဲ့သောသားသမီးရဲ့မိဘဖျားခြင်းစီဆင်းရဲခြင်းပဲအဲ့ဒါကြောင့်တာဝန်သိခြင်းစီကိုခြင်းနောက်တစ်ခါတာဝန်ယူဝင်ခြင်းစီတတ္တိဘုရားဆောင်ဟုတ်ပြီဒီလိုပဲငါတို့ဒီနိုင်ငံတော်နဲ့လူမျိုးတွေထမ်းဆောင်ပါအားတမီငါလူမျိုးပါကြပါဘိုးကြောင့်ဆံပါလို့တယ်တော်လန်ရေးအတွက်စစ်ထက်ကနေတဲ့ခါကျတော့ဒါရဲဘော်တွေပါဒီသစ္စာ၄ချက်ဆိုတာအကုန်လုံးသိပြီးသားအဲ့မှာဘိုးကြောင့်ဆံကသိတဲ့အတိုင်းပဲသူမျက်နှာကြီးကလည်းဒီလိုကစူးအောက်မျက်နှာကြီးဓာတ်ပုံထဲမှာတစ်ခါပဲရည်ဘူးတယ်ဘယ်တော့မှရည်ဘူးဆိုဟိုကချင်မာလေးတွေနဲ့ဓာတ်ပုံရဲတွေပွဲပဲရည်ဘူးကချင်မာလေးတွေဓာတ်ပုံရဲအဲ့ဒါရည်လုံးလို့ထင်းမနေနဲ့ဘေးကကချင်တယောက်ကနေပြီးတော့လှမ်းပြောလိုက်တာဘိုးကျုပ်တဲ့ကချင်မာလေးတွေနဲ့တွဲပြီးတော့ဓာတ်ပုံရိုက်တဲ့ကိစ္စကိုတဲ့ဘိုးကျုပ်ကတော့တွေ့ရင်တော့ဘိုးကျုပ်တော့မလွယ်ဘူးထင်တယ်ဆိုတော့အဲ့ဒီမှာရက်တဲ့ဓာတ်ပုံဆရာရိုက်တာအမှနောက်လိုက်တာကွာဘိုးကျုပ်တဲ့ကချင်မာလေးတွေနဲ့တွဲပြီးဓာတ်ပုံရိုက်တာကိုတွေ့ရင်တော့ဖြစ်တဲ့ဘိုးကျုပ်ကတော့တွေ့တာရင်တော့ဘိုးကျုပ်မလွယ်ဘူးထင်တယ်နော်လို့ပြောတော့သူကရက်ဓာတ်ပုံဆရာအဲ့မှာရိုက်တာအဲ့ဟာပဲရှိပြုံုံလေးနဲ့အဲ့လောက်အဲ့ဒီမှာတော်လိုင်းရဲ့အတွက်စစ်ထွက်မလုပ်တဲ့ခါကျတော့ဘိုးရောက်စားဘာပြောလဲဆိုတော့ရောတို့မင်းတို့ဒီနေ့အစားပြီးစစ်တယ်ဂျပန်ရှိမှပြောခဲ့တဲ့စကားလို့မင်းတို့အနိကဆုံးရန်သူကိုရှာပြီးတိုက်ကြဒါပဲမင်းတို့အတွက်ဘာရမလဲကျိုးမယ်ကမ်းမယ်ဒဏ်ရာရမယ်သေမယ်အဲ့ဒါမင်းတို့ဆုလက်ပဲတဲ့ငါလည်းမင်းတို့နဲ့လိုက်ပြီးသွားပြီတလုံးနဲ့ပဲငါလည်းမင်းတို့နဲ့လိုက်မယ်ပြီးသွားပြီတာဝန်ယူဝင်တယ်တတိကောင်းတာငါတမ်းပြီငါလူမျိုးငါတမ်းမလို့တဲ့ငါစက်ကိုစွန့်လို့ရနေ့လောက်တော့စဉ်းစားမရသေးဘူးခင်ဗျာဆိုမျိုးမဟုတ်တာဝန်သိခြင်းသည်ကိုခြင်းတာဝန်ယူခြင်းသည်တတိတာဝန်ဆောင်နိုင်ခြင်းသည်စွန့်ရည်တာဝန်ယူဝင်တာတည်းမကဘူးတာဝန်ကိုပါဆောင်နိုင်မှာအဲ့ဒီဘိုးရောင်စားပြီးကြည့်ဘယ်သူပဲကြည့်ကြည့်တကယ်တရေကောင်းနေဟူများတာဝန်ယူတာကြီးပဲအသေးခံသွားတာလူအသေးခံမယ်ကွာငါနာမည်အသေးမခံဘူးဆိုလူကြီးပဲအဲ့တော့တာဝန်ယူနိုင်အောင်ကမင်းတို့တွေကောင်းလေးတွေကောင်းမလေးတွေကတကယ်လို့မိတို့မိသားစုရဲ့တာဝန်ကိုလိုချင်ရင်တာဝန်ကိုထမ်းကျင်ရင်စွန့်ရည်ရှိရတယ်အဲ့စွန့်ရည်ကဘယ်မှာသွားတည်တော့ပညာမှာသွားတည်အဲ့ဒီမှာလာပြန်ချုပ်ပြန်ပြီပညာမရှိလို့ရှိရင်တာဝန်မဆောင်နိုင်ဘူးအဲ့ဒီစွန့်ရည်ဆိုတော့ဘာလဲဆိုပညာပဲအဲ့တော့အားလုံးချုပ်လို့ရှိရင်ပြောလိုက်ရှင်တာဝန်သိခြင်းဒီကိုခြင်းတာဝန်ယူဝင်ခြင်းဒီတတ္တိတာဝန်ဆောင်နိုင်ခြင်းဒီစွန့်ရည်အဲ့တော့ဒီကုန်းကျမှာပြောချင်တာလေငါဖះဇတ်တော်လေးနဲ့ပြောချင်တယ်မဟာဒုတ်မင်းတို့ကြားဘူးလိမ့်မယ်မဟာဒုတ်ကကတ္တဖဘုရားလက်ထက်တုန်းကမဟာဒုတ်အင်မတန်ဆင်းရဲရှာအဲ့ဒီမှာတန်ဃာစီမှာသွားပြီးတော့မှဆုံးကျွေးရင်တော့တန်ဃာကိုကူးလို့ပြီးတော့မှငါးလေးနှစ်ကောင်ရတော့အဲ့ဒီငါးလေးနှစ်ကောင်နဲ့ကတ္တဖဘုရားကိုဆုံးကတ်ခဲ့တာထားလိုက်ပါတော့အဲ့ဒါနဲ့အဲ့ခုနကပြောမဟာဒုတ်ကဂေါရမမြတ်စွာဘုရားလက်ထက်ကျတော့ဘာဖြစ်သွားလဲဆိုတော့ तू ကတထေသာဖြစ်ပန္တိတာပညာရှိပေါ့လေတထေသာပန္တစ်ကလာနာမဆိုပန္တစ်ပေါ့ပန္တိတာဆိုနေမှာရှိဟိုးတဲ့အထုံလေးပါလာတော့အသက်9နှစ်သားရှိတဲ့ခါကျတော့သူ့အမေကိုပူစားတယ်အမေကျွန်တော်သင်္ကန်းဝတ်ချင်တယ်ဆိုမေကသိချစ်တယ်တူရီသောသားရဲ့မွေးပါနဲ့အမေတို့နဲ့နေရတာမပြောလို့မဟုတ်ကျွန်တော်သင်္ကန်းဝတ်ချင်တယ်ကျွန်တော်ကြောင်းပို့ပါဆိုဒါအဲ့လိုဆိုရင်ဘယ်လောက်ကြာဝဲမှာကျွန်တော်ဝစ်ရှင်လုံးပူတာခွင့်ပြုပါမယ်9ရက်ထဲဝင်းတော့တာ9ရက်ရှိရင်တော့မမေ့စီပြန်လာခဲ့နော်အဲ့ဒီမှာစဉ်းစားကောင်းပါပြီမိုးရတာနဲ့ဆိုတော့9ရက်ဆိုမဆိုးပါဘူးကောင်းပါပြီကျွန်တော်9ရက်ရှိထွက်ခဲ့ပါအဲ့ဒီမှာသွားတဲ့ခါကျမှဘသူစီရောက်သွားလဲဆိုတော့ရှင်သာရိပုတ္တရာဥပိ္ပဇေဆရာဆိုမင်းတို့စကားနဲ့ပဲ guardian ပေါ့ guardian စောက်ရှောက်ထိန်းသိမ်းသူပေါ့ဒီချိန်ဒီလိုဝေးရတယ်တ
သင်္ကန်းကိုဝင်းကြီးဆိုရုံရတယ်အဲ့ဒီမှာစားတဲ့ခါဒီလိုစားတယ်ဝိတ္တခါဒီလိုဝေးရတယ်သင်္ကန်းကိုဘယ်လိုကန်ရတယ်ဘယ်လိုဝေးတယ်တပိတ်ကိုဝေးတယ်အဲ့ဒါဒီအကုန်လုံးတွန်သိမ်းပေးတဲ့ဥစ္စာဥပိ္ပဇေဆရာလို့ခေါ်တယ်ဂါဒီယန်ပေါ့အနိကကြီးကြပ်ပေးစုဆိုပါတော့ရှင်သာရိပုတ္တရာဟဲ့ရယံကိုလိုကြီးဖြစ်တော့အဲ့ဒါနဲ့အဲ့ဒီကျ9ရက်စီလာတော့ကသူကယထာပေါင်းကျုပ်ဆိုအမိုးအကာပါတဲ့ယထာနဲ့လာခဲ့တာကျောင်းကပြန်တော့မယ်ဆိုရှင်သာရိပုတ္တရာမင်းအိပ်ပြားမှာမလားလူထွက်ရမှာပြန်တော့ကြိုက်မျိုးတဲ့ငါနဲ့လိုက်ခဲ့တာပေါ့ငါလည်းလိုက်ခဲ့မယ်ငါလည်းဆုံးခံသွားရင်ပေါ့ဆိုတော့သွားတဲ့ခါကျမျိုးတဲ့သွားတော့လေကွင်းကြီးတွေဖြတ်သွားလေကွင်းကြီးကလည်းဒီလိုပေါ့ခုလိုအချိန်မျိုးပေါ့နရောတို့ဘာလို့လို့ပေါ့ပြာစိုးလို့ပေါ့လေကွင်းနဲ့စိမ့်လို့စိုးလို့ပဝန်းကြီးတွေပေါ့လေကြီးလို့တရရရာတိပဝန်းကြီးကောင်းကြီးတို့ကကြီးလင်းပြီးတော့စိတ်ဆိုးပြီးတော့နေတဲ့ပဝန်းကြီးကြီးထဲမှာဖြတ်သွားတဲ့ခါကျတော့ရှိကလည်းပဲရှင်သာရိပုတ္တရာကိုတော်ကြီးကသင်္ကန်းတော်ကြီးလွင့်နဲ့နောက်ကကိုရင်လေးပဏိတာကလည်းသင်္ကန်းလေးမနိုင်တနိုင်နဲ့ဖိုးရဖားနဲ့လိုက်သွားတယ်လိုက်သွားရင်ကနေတွေ့တဲ့ခါကျတတိသာဆိုတော့ဒီလေဝင်းနေမမြင်ဘူးမမြင်ဘူးလျှောက်သွားရင်လည်းရေတွေကစီးနေရေမြောင်းကိုတွေ့တယ်အရှင်ဘုရားအဲ့ဒါဘာလဲဖေရှင်လည်းပေါ်ကြည့်ရေမြောင်းကွယ်တယ်အဲ့ရေမြောင်းကဘာလို့ထားလဲဖေကွယ်ရေကိုလူချင်းနဲ့ရောင်းမြောင်းတွေ့ပြီးတာပေါ့အရှင်ဘုရားအဲ့ဒီလိုမြောင်းတွေ့လိုက်တဲ့အခါကျတော့ရေကလူချင်းတဲ့နေရာရောက်လာဖေရောက်တာပေါ့ကွယ်အရှင်ဘုရားအဲ့ရေတဲ့စိတ်ရှိလာရင်ဘယ်ရှိမလဲဟာဆက်သွားတော့မုတ်ဆိုးကြီးတောက်ကမြားလေးကိုမီးกินလိုက်မျက်လုံးလေးဖိတ်လိုက်မိတ်လိုက်ဖြောင်းလိုက်လှုပ်တာရှင်ဘုရားအဲ့လူကြီးဘာလုပ်နာလဲဖေ။မြားဖြောင်းတာဟုတ်လားဘာလို့ဖို့ဖြောင်းတာကွယ်သူကမုတ်ဆိုးလီမြားကိုဖြောင်းတော့လူရပြေးတာပေါ့အဲ့လိုမိပိတ်ပြီးဖြောင်းလိုက်တော့မြားကလူရပြေးသလားဖေပြေးတာပေါ့ကွယ်အဲ့မြားတဲ့စိတ်ရှိလားဖေဘယ်ရှိမလဲတလိုက်ဆက်လာတော့လူကြီးကပါတစ်တိုင်းတစ်တုံးကြီးတခုရွေတယ်ဆိုတော့ဒုံအကာကြီးခွာပြီးတစ်တုံးကြီးဖြောင်းတော့ကောက်နေတဲ့ဟာကြီးဖြောင်းတော့ရွေးနေအရှင်ဘုရားအဲ့လူကြီးကတဒုံလုံးနဲ့ဘာခုတ်တော့ဗျကွယ်တိရွေတယ်လို့ဘာဖြစ်လို့ရွေတာလဲဗျတစ်တုံးကနည်းနည်းကောက်တော့ကွယ်အဖြောင်းလေးလူချင်းလို့ရွေးပြတာပေါ့အဲ့လိုဖြောင်းလိုက်ခွေးလေးခါကျတစ်တုံးကဖြောင်းသွားလာဗျဖြောင်းတာပေါ့ကွယ်အရှင်ဘုရားအဲ့တစ်တုံးနဲ့စိတ်ရှိလားဗျဘယ်ရှိမလဲကွယ်အရှင်ဘုရားတပည့်တော်စိတ်ရှိတယ်ဖေစိတ်ရှိပါတယ်တပည့်တော်စိတ်ရှိပါတယ်ဖေအရှင်ဘုရားတို့ပြောနေတဲ့မက်ဖို့တပည့်တော်သင်ပေးစမ်းပါဖေတပည့်တော်စိတ်ရှိတယ်ဖေရအောင်ကြိုးစားပါမယ်ဖေရှင်သာရိပုတ္တရာသိတယ်သူ့အကြံစီကိုသိတော့အေးလက်ပြန်အောင်ဆိုပြန်တော့မှအဲ့ဒီမှာခေါင်းကတတိပဋ္ဌာန်သဘောလို့ဆိုကမ္မထန်သင်ပေးတာအဲ့စီမှာအာရုံထားပြီးတော့အရှင်ဘုရားပြောတော့ငါဆုံးခံသွားအောင်မယ်အရှင်ဘုရားဆုံးခံလို့ရှိရင်ဟိုငကျင်းသားလေးပါတော့ဆုံးခံရင်တော့ဟိုကပါလာတယ်ငကျင်းသားလေးပါလို့ဆိုအေးကွယ်ငကျင်းသားကိုစိတ်မရပါနဲ့ကြားကြလေရမှာပေါ့မရလည်းနေမှာပေါ့ငါပြောတဲ့ဥစ္စာလေးအာရုံစိုက်ဆမ်းမှာဆိုတော့အဲ့ဒီမှာခလေးရစိတ်ကဝီထိကြပြီးတော့ခါအားထုတ်လိုက်တဲ့ကိစ္စပါနောက်ဆုံးကရသောတာပတိမေသဂရာဂာမိမေအနာဂာမိမေလို့ခေါ်တဲ့မဲ့သုံးချန်ဆိုင်ပြီးတော့နောက်ဆုံးအတန်ဖြစ်တဲ့အရဟတမေစိုက်ခါနီတဲရောက်တဲ့ခါကျတော့အဲ့ချိန်မှာရှင်သာရိပုတ္တရာဆုံးကငါပြန်လာရတဲ့ခါကျဘုရားသိပြီဟိုကလေးမဲ့ဆိုင်တော့ပါဩငါသားသာရိပုတ္တရာပြန်လာလိုက်လို့ရှိရင်ချိုးချောက်ချောက်မြင်လို့ရှိရင်ဟိုကလေးမှာအာယုံပြက်လိမ့်မယ်အဲ့လိုအာယုံမပြက်အောင်အပြင်မှာနေပြန်တော့လည်းပဲငါသားသာရိပုတ္တရာမှာသမဏသာရုပ်ပါလို့ခေါ်တဲ့ရဟန်းတို့ရဲ့တင့်နေခြင်းပြက်တော့မယ်ခက်ကြောင်ကြောင်ဖြစ်နေတော့မယ်ပေါ့ဆိုတော့ဘုရားဟိုးကျောင်းပရုံကိုသွားကြည့်ရှိမှာသွားကြည့်တော့ရှင်သာရိပုတ္တရာဘုရားမြည်တော့ဘုရားဩသာရိပုတ္တရာမမဘုရားဆုံးကပြန်လာလားဟုတ်ပါတယ်ဘုရားဆုံးကိုမြတ်တယ်မြတ်ပါပါဆိုတော့သာရိပုတ္တရာငါတင့်အာမေးစရာတခုကြီးဘုရားကဒီလိုသူများမေးလို့ရှိရင်ပြောတဲ့အခါရှိတယ်မေးမှပြောတယ်မမေးလို့မလို့ပြောချင်တာရှိရင် तू ကမေးလို့ရှိတယ်ဤကဲဆိုရဤရကိုတရားကိုသင်မိသူချိန်ယူဆတယ်နီသာရိပုတ္တရာအဲ့လိုမေးတာအဲ့လိုမေးတော့မှဘုရားကသူ့ကိုမေးလိုက်တယ်ရှင်သာရိပုတ္တရာပြန်ဖြေအဲ့လိုအမေးဖြေလို့ရဆိုသူတို့နှစ်ပါးတရားတထုံးတစ်ဖွဲ့လဲကုံရောခုနကကိုရင်လေးလဲအရဟတမေဆာရှင်ပန်နေလဲပဲအရဟတမေဆိုင်ပါအဲ့တော့မင်းတို့တွေကငါပြောချင်တာအထူးသဖြင့်ဆရာတော်တို့ကိုထားလိုက်ပါတော့ဗျာခလေးတွေကိုပြောပြတယ်မင်းတို့တွေကငါပြောချင်တာက
စိတ်မရှိတဲ့ရေတောင်မှမြောင်းတွေ့လို့လိုရရောက်နေသေးရင်စိတ်ရှိတဲ့ငါတို့တွေဟာတမက်တစ်ခုအပထားလို့တက်ကတူတော့ဘာကြောင့်မရမလဲငါတို့ဟာတာဝန်ကြီးကြီးဘာကြောင့်မထမ်းနိုင်ရမလဲတာဝန်ထိုင်းနိုင်တော့တတ္တိဘာကြောင့်မရှိရမလဲတာဝန်ထမ်းနိုင်တော့စွမ်းရည်ဘာကြောင့်မရှိရမလဲဆိုတဲ့အနေနဲ့တာဝန်ကိုသိသောတာဝန်ယူဝင်သောတာဝန်ထမ်းဆောင်နိုင်သောစိတ်မရှိတဲ့ရေတောင်မှသွားနိုင်တယ်ငါတို့စီလေတာဝန်ကြေသောယောက်ျားကောင်ဖြစ်ရမယ်ဆိုတဲ့စိတ်နဲ့ကြိုးစားကြပါလို့ပြောရင်ဆရာညီကုန်းချုပ်ပါတယ်